ဒေါက်တာစိန်ကိုလူတွေကပေါ့နော်ဒီဒေါက်တာအနေနဲ့လည်းမြင်တယ် influencer အနေနဲ့လည်းမြင်တယ်စာရေးဆရာတယောက်အနေနဲ့လည်းမြင်တယ်ပေါ့နော်အဲ့မှာဒေါက်တာစိန်ကကိုဘယ်လိုပုံစံမျိုးနဲ့မြင်စေချင်လဲကိုအမြဲတမ်းစာရေးဆရာတယောက်လို့ပဲခံယူထားတယ်စာရေးဆရာတယောက်လို့ပဲမြင်စေချင်တယ်ပေါ့နော်ဒါပေမဲ့စာရေးဆရာလို့မြင်တာကနည်းတယ်လို့တော့ထင်တယ်များသောအားဖြင့်ဘယ်လိုမြင်ကြဒေါက်တာလို့မြင်တာများလား influencer လို့မြင်တာများလားဒေါက်တာလို့မြင်တာများဆရာဝင်ပေါ့သူတို့ကဒေါက်တာစိန်ဆိုတဲ့နာမည်နဲ့ဆွဲနေတာ။ဘာဖြစ်လို့လဲဆိုတော့စိန်ကဒီအာရောချန်နဲ့ကိုဟက်ချန်နဲ့ editor လုပ်ခဲ့တုန်းကဒေါက်တာစိန်ဆိုတဲ့ကလောင်နာမည်နဲ့ကျမ်းမာရေးဆောင်းပါးတွေကိုပထမဆုံးစရေးခဲ့တာ။အဲ့ခရေကစပြီးဆောင်းပါးတွေပဲရေးကျမ်းမာရေးသိပညာဗီဒီယိုတွေပဲပြောဒေါက်တာစိန်ဆိုတဲ့နာမည်နဲ့ပဲပြောခဲ့တာ။ပြီးတော့လူတွေကစာဖတ်တာတဲ့စာရင်းဗီဒီယိုကြည့်တာပိုများတယ်။အဲ့တော့စိန်စမ်းပြူစာအုပ်ဖတ်တဲ့သူအရေးအတွက်နဲ့ဒေါက်တာစိန်ရဲ့ဗီဒီယိုကြည့်ရဲ့အရေးအတွက်ချိုးလိုက်ရင်ဒေါက်တာစိန်ဗီဒီယိုကြည့်ရဲ့သူကပိုများတယ်။အဲ့တော့သူတို့ကစိန်စမ်းဖြူဆိုတာနဲ့ဒေါက်တာစိန်ဆရာဝန်အဲ့လိုပဲသူတို့တွဲတည်နေကြအများကြီးရှင်ဒေါက်တာစိန်အနေနဲ့ဆရာဝန်တယောက်အနေနဲ့စာရေးဆရာတယောက်အနေနဲ့ social influencer တယောက်အနေနဲ့လူတွေကိုဘာဖြစ်စေချင်တာလဲဘာတွေပေးချင်တာလဲအဓိကစိတ်ပေးချင်တဲ့လူတွေကိုအဓိကရဝါစေချင်ခံယူချက်ကတော့ကိုချင်းစာစိတ်ပေါ့နော်ကိုချင်းစာတရားနောက်တစ်ခုကကြောင့်ကိုကျင့်တရားအဲ့နှစ်ခုကိုရရှိသွားစေချင်တယ်အဲ့ဒါကိုတွင်ကြဲကျင့်သုံးစေချင်တယ်ပေါ့လူတွေမြင်ထားတဲ့ဒေါက်တာစိန်နဲ့အပြင်မှာတကယ်လက်တွေ့ဒေါက်တာစိန်နဲ့ဘာတွေကွာလဲစိန်ရဲ့တငယ်ချင်းတွေအရင်ရင်းနှီးရဲ့သူတွေဆိုပြောလို့ရှိရဲစိန်စမ်းပြူကpersonality နှစ်မျိုးနဲ့လူပေါ့နော်မျက်နှာနှစ်မျိုးရှိရဲ့လူလို့သူတို့ကအဲ့လိုပြောကြတယ်ပေါ့နော် public ကဒေါက်တာစိန်ကိုသူတို့မြင်ထားတာဒီသူ strong ဖြစ်တယ်အဲ့လိုပုံစံမျိုးသူတို့ကမြင်ကြတယ်ပေါ့နော်အရင်တန်မာတဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့ကိုလည်းလူတွေကလူပဲဖြစ်တဲ့အတွက်ကိုမှလည်းweak ဖြစ်တဲ့ point တွေရှိတယ်ကိုပြိုလဲတဲ့အချိန်တွေရှိရပေါ့နော်အဲ့ဒါကြီးကြတော့ဘယ်လိုပြောမလဲရင်းနှီးတဲ့သူတွေပေါ့မိသားစုတို့ကိုနဲ့အရန် close ဖြစ်တဲ့သူတွေဆိုရင်စိတ်ကကလေးတယောက်လိုအဲ့လိုပုံစံမျိုးဖြစ်သွားတယ်ပေါ့ကိုနဲ့စသည့်တုန်းကလူတွေဒေါက်တာစိန်ဆိုတာနေဆိုတာစာရေးဆရာမဆရာဝင် public speaker ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်လူကြီးတယောက်လိုမျိုး mature ဖြစ်မယ်လို့ထင်တယ်အမေအရန်ရင်းနှီးသွားတဲ့အခါကျရင်ကလေးတယောက်လိုမျိုးအဲ့လိုဖြစ်နေတတ်တယ်ဆိုရဲအဲ့စကားတော့မကြာခဏကြားလေးရှိတယ်အဲ့ဆိုနောက်ကွယ်မှာလည်း weak တဲ့အပိုင်းတွေရှိတယ်ဆိုရင်အဲ့ဆိုရင်တကယ်လူရှိသူရှိမှကိုထွက်ပြထားတဲ့ပုံစံကဆရာဝန်တယောက်မရက်တီပြထားတယ်ပြီးတော့ social influencer တယောက်သူများအမျှဝေမှုတွေအများကြီးလုပ်နေအဲ့လိုလူတယောက်မှလည်းတကယ် struggle ဖြစ်တဲ့အချိန်တွေဘန်းတော့ဖြစ်တဲ့အချိန်တွေရှိတယ်အဲ့လိုမျိုးအခါမျိုးမှာကိုဘလို့စကားတွေပြောပြီးတော့ကိုဘလို့ပြန်ပြီးတော့နောက်တစ်ခေါက်ပြန်ထအောင်လုပ်လဲပေါ့နော်ကိုနောက်တစ်ခေါက်ပြန်ပြီးတော့ recover recharge ပြန်လုပ်လဲအဓိကတော့ weak ဖြစ်တယ်ဆိုရဟာဘယ်လိုပြောရမလဲ emotional ဖြစ်တယ်ပေါ့နော်စိတ်ခံစားလွယ်တယ်ထိခိုက်လွယ်တယ်ပေါ့အဲ့ဒါကခံစားလွယ်တဲ့နှလုံးသားဒီတပြိုင်တည်းထဲမှာလည်းကျိန်စာဖြစ်တယ်လို့တပြိုင်တည်းထဲမှာလည်းblessing တစ်ခုဖြစ်တယ်ပေါ့နော်ဘာလို့ကျိန်စာဖြစ်တာလဲဆိုတော့တောင်းကိုမခံစားတတ်တဲ့သူတောင်းကိုဝမ်းမနေတတ်တဲ့သူဟာဆိုရင်ကြညံ့ခံနိုင်တယ်ပေါ့ strong ဖြစ်တဲ့ဘက်ကိုသွားတယ်ပေါ့နော်ဒါပေမဲ့နည်းနည်းလေးနဲ့အသေးဖွဲ့လေးအားစထိကြိုက်တတ်တယ်အသေးဖွဲ့လေးအားစလွမ်းမောတတ်တယ်ဝမ်းနေတတ်တယ်နာကျင်တတ်တယ်အဲ့လိုလူမျိုးကြဘာဖြစ်လဲဆို artist ဖြစ်တာပေါ့အနုပညာရှင်ပေါ့သူတပြည့်ဖန်တီးတယ်နော်စာပေဖန်တီးရဲ့သူတို့ကြပြဖန်တီးရဲ့သူတို့တခြင်းဖန်တီးတဲ့သူတို့ကြတော့ဒီလိုမျိုးခံစားလွယ်တယ်ဝမ်းနေလွယ်တယ်အဲ့လိုဟာတွေကစာပေဖြစ်ကြပြဖြစ်ဝတ္ထုဖြစ်အဲ့လိုအဖွဲ့အနှုတ်အလှလေးဖြစ်ပြောင်းသွားတတ်တယ်ပေါ့နော်အားကြောင့်တပြိုင်တည်းထဲမှာပဲသူများတွေဘာမှမဖြစ်တဲ့ကိစ္စမှာကိုကတော့ခံစားနေရတယ်ပြိုလဲနေရတာဒီကျိန်စာဖြစ်တယ်လို့တစ်ဖက်မှာလည်းကိုယ့်အတွက်ကောင်းခြင်းမင်္ဂလာတစ်ခုပေါ့အဲ့ရနေပြီးတော့ရတာတွေစာပေတွေအများကြီးထွက်လာတယ်ပေါ့နော်အဲ့တော့ဘလို့ကြော်ဖြတ်လဲဆိုကိုအားပေးတယ်ဆိုတာထက်ကိုကြုံတွေ့ရသမျှဆင်းရဲဒုက္ခတွေအတိုက်ခိုက်တွေပြိုလဲခြင်းတွေအကုန်လုံးကဝတ္ထုတွေဇလန်းတွေဖြစ်ပြောင်းသွားတယ်အဲ့ဒါကြောင့်မလို့ဘဝမှာကြီးမားတဲ့အတိုက်ခိုက်မှုကြီးမားတဲ့ပြိုလဲမှုကြီးမားတဲ့ဆင်းရဲမှုကြုံတိုင်းထူးခြားတဲ့စာပေတွေအမြဲထွက်လာလေးရှိတယ်ဟုတ်ဒီအမျိုးသမီးတယောက်အနေနဲ့လူရှိသူရှိကိုထွက်လာတယ် social influencer တယောက်အနေနဲ့လုပ်တဲ့အခါမှာအမျိုးသားတွေထက်ပိုပြီးတော့တိုက်ခိုက်ခံရတာများတယ်လို့ထင်လားဒါမှမဟုတ်နည်းတယ်လို့ထင်လားအတူတူပဲလို့ထင်လားမြန်မာနိုင်ငံမှာကြာအနေနဲ့ဘယ်လိုပြောမလဲဟိုဝါဒကြီးဆိုတဲ့နိုင်ငံဖြစ်တယ်အဲ့လိုဖြစ်တဲ့အတွက်အကြောင်းအရာတစ်ခုကိုအမျိုးသမီးတောက်ကပြောမယ်ဆိုရင်တို့ကပို့ပြီးတော့judge လုပ်ရှင်စိတ်ရှိကြတာပေါ့နော်ဥပမာဆိုပါစို့စိန်ကအချစ်အကြောင်းပြောတယ်ပေါ့နော်အချစ်အကြောင်းပြောတယ်ဆိုတာလေကိုပြောကြမှာမဟုတ်ပါ interview မှာမေးရပေါ့ media interview တဲ့ကိုကိုမြင် relationship နဲ့ပတ်သက်ပြီးတို့မေးတယ်ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးမေးရခါကျရင်ကိုကပြောဒါပေမဲ့ကိုပြောတဲ့အကြောင်းဒီတစ်မျိုးတည်းပဲဒါပေမဲ့အဲ့ဒါကိုမျိုးသမီးတောက်ကပြောနေတဲ့အတွက်ဒီမျိုးသမီးဒီမိန်းမတွေဘက်ကရက်တည်ပြီးပြောနေတာယောက်ျားတွေကိုတော့သူမကောင်းပါဘူးလို့ပြောတယ်လို့ထင်ကြတယ်ဒါပေမဲ့တကယ်အကြောင်းအရာကိုနားထောင်ကြည့်ပါစိတ်ကနေထိပဲ interview မှာမှယောက်ျားတွေမကောင်းဘူးမိန်းကလေးတွေကသာကောင်းတယ်မိန်းကလေးတွေကသာခံရတယ်ဆိုမပြောခဲ့ဘူးအမြဲတမ်းလူတွေကပဲမကောင်းတာလို့ပြောခဲ့ပေါ့နော်အဲ့တော့ကိုက
main ကလေးဖြစ်နေတဲ့အတွက်ယောက်ျားတွေကို attack လုပ်တယ် main ကလေးဘက်ကပဲရက်တည်တယ်ဆိုပြီးတော့ထင်ကြတယ်ပေါ့နော်အဲ့ဒါအဲ့တစ်ချက်ကတော့ရှိရပါအဲ့လိုတိုက်ခိုက်မှုပါပေါ့နော်ဒါပေမဲ့ကိုဒီ main ကလေးဘက်ကရက်တည်ရလည်းမဟုတ်ယောက်ျားလေးဘက်ကရက်တည်တာလည်းမဟုတ်ဘူးအမှန်တရားဘက်ကအများကြီးရက်တည်တာပေါ့ဒေါက်တာစိန်ကိုစာရေးဆရာနဲ့ဆရာဝန်နဲ့တခုပဲရွေးရမယ်ဆိုလို့ရှင်ပါရွေးပါလားစာရေးဆရာချွင်းချက်မရှိဟုတ်စာရေးဆရာဘာလို့လဲဆိုတော့အစိန်အရင်တော့essay လေးတစ်ပုဒ်ရေးဘူးတယ်အဲ့ဒါကစေးချောင်းသူကရေးခဲ့တာပေါ့နော်နှလုံးသားမှအုံနောက်မှဒီနှလုံးသားစီဆို essay ပေါ့စိတ်ကဘယ်လိုလဲဆိုတော့ငယ်လေးကတည်းက၄တန်းလောက်မှာအဲ့ခါတည်းကကိုစာရေးဆရာဖြစ်ချင်တယ်ဆိုတာသိတယ်စာရေးဆရာပဲဖြစ်ချင်ခဲ့တာပေါ့နော်ရင်းနေယူတွတ်ဒါပေမဲ့အဲ့ချိန်မှာဆရာဝန်ဖြစ်ချင်တယ်မဖြစ်ချင်ဘူးဆိုတာအဲ့လောက်ထိမရှိခဲ့ဘူးပေါ့နော်စိတ်ကဒါပေမဲ့တနေ့ကျရင်တော့ငါအင်္ဂလန်နိုင်ငံမှာဆရာဝန်တယောက်ဖြစ်ရမယ်ပေါ့ခေတ်ချီနေရအဲ့လို dream လေးတစ်ခုကတော့ရှိခဲ့တာပေါ့ဒါပေမဲ့ယူတွတ်နေရမျိုးမဟုတ်ဘူးဘာလို့ဆိုတော့ဆရာဝန်ဖြစ်ဖို့ဆိုတာတက္ကသိုလ်တွေတက်ရတယ်ကျောင်းစာတွေစူးစမ်းရတယ်အများကြီး training တွေကနေပြီးတော့ပေါ့နော်ဘယ်လိုပြောရမလဲတင်ညာဖို့ဆရာဝန်ရကြတော့ဒီစာရေးဆရာကြောင့်မြန်မာနိုင်ငံမှာစာရေးဆရာရေးတဲ့အဲ့လိုတက္ကသိုလ်တွေဘာမှမရှိဘူးလေနော်ကွာစုတူပြူကနေပြီးတော့ဒီစာရေးချင်းဟာကိုလေ့လာပြီးတော့နှင်းဖြစ်ခဲ့ရအဲ့တော့တောင်ယူသွမှုမဟုတ်ဘဲနဲ့စိတ်တို့စာရေးဆရာကြောင့်ဖြစ်လာဖို့မလွယ်ဘူးပြီးတော့စိတ်တို့ကြော်ဖြတ်ခဲ့တဲ့ခေတ်ကလည်း status မှာ like share များဝင်တဲ့စာရေးဆရာဖြစ်တဲ့ခေတ်မဟုတ်ဘူးလေဒီ editor တွေစီအစင်ကြော်ဖြတ်ရတယ်ပယ်ခံရတယ်အဲ့လိုအနေထားမျိုးကနေမှပုံနှိပ်စာမှုပေါ်ရောက်လာခက်ခဲရဲ့ပေါ့အဲ့လို challenges များရဲ့အနေထားကနေကိုကတက်ခဲ့တာအဲ့တော့ငငယ်တုန်းကရေးတဲ့စာလေးတွေကတော့နုနေရပါတော့အသိပညာတော့၎င်းအတွေ့အကြုံတော့၎င်းအများကြီးနုနေတဲ့စာလေးဖြစ်တယ်ဒါပေမဲ့ကိုအတွေ့အကြုံတွေများလာတဲ့စာတွေဖတ်တာများလာတဲ့အခါမှာကိုရေးတဲ့စာပေဒီနှလုံးသားပေါက်ဖွာလာပေမဲ့လည်းဒီအုံနောက်နဲ့ရှင်တွဲပြီးပို့ပြီးတော့ကောင်းမွန်လာခဲ့တယ်ပေါ့နော်အဲအကြောင်းကိုကစာရေးတဲ့အလုပ်ကိုနှလုံးသားမှဒီအုံနောက်စီကိုကူးပြောင်းလာတဲ့ဝါသနာလို့သတ်မှတ်တယ်ပေါ့နော်ဒါပေမဲ့စေးချောင်းတက်တဲ့အထိကိုဆရာဝန်ဝါသနာမပါဘူးလို့ထင်ခဲ့တာပေါ့နော်အမှတ်ကောင်းလို့အိမ်ရတက်စေခြင်းလို့မြန်မာနိုင်ငံမှာရွေးချယ်စရာမရှိလို့တက်ခဲ့တယ်အဲ့လိုပဲထင်ခဲ့တာဒါပေမဲ့ဒီနေ့မှာတော့စိတ်တို့ final part 1ပေါ့နော်နောက်ဆုံးနှစ်အပိုင်းကလို့ခေါ်တယ်အဲ့ကိုရောက်တဲ့အခါမှာဒီစေးချောင်းသူစေးချောင်းသားတွေ field trip ဆင်းရတယ်နေတွေပေါ့နော်မဲနိုင်ပြီးတော့ကြာနေမှာသွားပြီးတော့ training ဆင်းရတယ်အဲ့မှာ training ဆင်းတော့ရွာလေးအဲ့စကိုင်းတိုင်းဘက်ကအရန်ခေါင်တဲ့ရွာလေးကိုရောက်သွားတယ်ကိုတည်းကစေးချောင်းသူစေးချောင်းသားဆိုစိတ်မကုတတ်သေးဘူးလေနော်ဒါပေမဲ့အဲ့ရွာကိုရောက်တဲ့အခါမှာရွာသူရွာသားတွေကဆရာဝန်နေလာတယ်ဆိုပြီးသူတို့ကဝမ်းသာအားရနဲ့ကိုရီစီရောက်လာကြတာပေါ့နော်ဒါစိတ်တို့ကအမှကျမ်းမာရေးဟောပြောမယ်ပြီးရခါကျရင်ဆေးတွေပေးမယ်ဆိုပြီးအဲ့ဒါကြီးလုံးဝယ်လာပေါ့သူတို့ကအာကိုတကြီးနဲ့လာလူအုပ်ကြီးကိုမြင်လိုက်တဲ့အခါမှာဟာအများကြီးပဲပေါ့နော်ကိုတွေကိုအားကိုးပြီးလာအဲ့မှာတချို့လူနာတွေဆိုရင်ဒီထမ်းမြင်ကနေပြုတ်ကြတာငငယ်လေးပဲရှိရအသက်20လား19လားအဲ့လောက်ပဲရှိအောင်မယ်နော်အဲ့မှာ spinal cord injury ပေါ့နော်အာယုံကြောမာကြီးလုံးဝပြတ်ထွက်သွားလို့အောက်ပိုင်းသေသွားငငယ်လေးကောင်းလေးငငယ်လေးရုပ်ရည်တန်းတန်းလေးနဲ့သူလက်နဲ့ထောက်ပြီးတော့ကိုယ်စီရောက်လာတယ်သူထမ်းမြင်ပေါ်ပြုတ်ကြတာဆရာမလမ်းမလျှောက်နိုင်တော့ဘူးကျမဘာလုပ်ပေးနိုင်မလဲဘာမှမလုပ်ပေးနိုင်ဘူးလीနော်ကိုတန်းကစေးချောင်းသူပဲဖြစ်သေးတယ်စေးလည်းမကုတတ်သေးဘူးစေးကုနိုင်တဲ့ license လည်းမရှိသေးဘူးကို့မှာအထားတွေကိုပေးနိုင်တဲ့ဒီဟာတွေတက်တာမဲ့စေးဝါးတွေလည်းမပါလာဘူးပြီးနောက်တစ်ယောက်အသက်80ကျော် pressure ချိန်နေတဲ့အခါမှာ180 190လောက်ရှိတယ်အဲ့ဒါအချိန်မြင်ကောက်ကငါကျမစီလာနေတဲ့လမ်းမှာနေအသက်တည်ဝါနိုင်တယ်တိုးတော်လေသူ့ကိုမေးကြည့်လိုက်တော့ဘာစားနေလဲမေးလိုက်ရင်ငပိစားတယ်တို့စရာစားဒါပဲစားလူကပိန်ဒီသွေးပေါင်ချင်းကြအရန်တက်နေဟာအချိန်မီးတည်နိုင်တဲ့လူတွေဘာစင်းမှလည်းမတောက်ဘာချမ်းမှလည်းတိမှလည်းမရှိကိုကလည်းဘာမှမလုပ်ပေးနိုင်ဘူးအဲ့ချိန်မှာတော်တော်စိတ်ထိခိုက်ရတယ်တပြိုင်နက်တည်းမှာတင်ငါဆရာဝန်ဖြစ်ချင်လိုက်တာဆိုပဲစိတ်အဲ့ချိန်မှာဖြစ်မိရဘဝမှာပထမဆုံးပဲငါဒီရပြန်ရင်စာရေးတေချာကြက်မယ်ငါစာမေးပွဲရေအောင်ကျင်တယ်ဆရာဝန်ဖြစ်ချင်တယ်အဲ့ဒါကငါဘွဲရဖို့အတွက်မဟုတ်ဘူးငါမိဘဂုဏ်ယူဖို့အတွက်မဟုတ်ဘူးတစ်ချိန်မှာငါ့ကိုအခုလိုမျိုးအားကိုးတကြီးနဲ့ရောက်လာမဲ့လူတွေကိုမှန်ကန်တဲ့ကုသမှုမျိုးပေးနိုင်ခြင်းတယ်အဲ့စိတ်တစ်ခုတည်းနဲ့တင်ဆရာဝန်ဖြစ်ချင်သွားတယ်ပေါ့အဲ့တုန်းကလာတဲ့လူနာတွေစိတ်လို့ဆေးပညာမှာဆို placebo လို့ခေါ်တာပေါ့နော်ဘယ်လိုပြောမလဲစိတ်ကျင်တဲ့အောင်ပေးလိုက်တဲ့ဆေးပေါ့ဥမာအားဆေးလေးပေးလိုက်တဲ့ချို့ဆေးအရန်ထိုးကျင်တဲ့လူတွေယောဂတော့ဘာမှမရှိဘူးမိုးရေထိုးပေးလိုက်တယ်ဆိုဒါကို placebo လို့ခေါ်တာဆရာဝန်ကငါ့ကိုဆေးထိုးပေးလိုက်တယ်နေလို့ကောင်းသွားတယ်ဆိုရဲသူတို့စိတ်ကြောင်ကောင်းသွားတယ်ပေါ့အဲ့လိုပုံစံမျိုးအားဆေးလေးတွေပဲကို့မှာပေးလိုက်နေတယ်ဘာလို့ကို့မှာဘာမှမပါတာကိုလည်းဘာမှမကုတတ်ဘူးလေနော်တော်တော်လေးကိုအဲ့ချိန်မှာစိတ်ထိခိုက်ရတယ်အဲ့တော့နောက်တစ်ချိန်မှာငါ့ကိုအားကိုပြီးလာမဲ့သူတွေမရေရာတဲ့ဆေးတွေစိတ်ကျင်နေစေမဲ့အဲ့လိုမျိုးအားစေးတွေပေးပြီးတော့မလုပ်ချင်ဘူးမှန်ကန်တဲ့တိကျတဲ့ကုသမှုမျိုးပေးနိုင်ခြင်းနဲ့ဆိုပြီးတော့အဲ့ချိန်ကျမှဆရာဝန်ဖြစ်ချင်သွားတာအဲ့တော့ဆရာဝန်ဖြစ်ချင်တဲ့စိတ်ကကြတော့အုံနောက်ကနေမှတဖြည်းဖြည်းနှလုံးသားစီကိုကူးပြောင်းလာတယ်လို့ထင်တာပေါ့နော်အဲ့နောက်ပိုင်းအလုတ်တင်စင်းတယ်အဲ့တော့အစိုးရစေယုံတွေမှာတာဝန်ထမ်းဆောင်ရတယ်တကယ်ကိုဆင်းရဲပြီးတော့တကယ်ကိုခက်ခဲတဲ့လူနာတွေကိုကုပေးရတယ်သူတို့ကုပေးရတဲ့ခါမှာစိတ်ပျော်ရွှင်တယ်ပေါ့သူတို့ကျမ်းမာသွားတယ်စေယုံကနေကျမ်းမာဆင်းသွားတယ်သူတို့နဲ့ကိုယ်နဲ့ကြားမှာရှိရ relationship တွေသူတို့ကိုဂယူဆိုင်ပြီးတော့သူတို့ကလည်းသူတို့မှရှိရလက်ဖက်တုပ်လေးလာကျွေးတာရှက်အေးဘူးလေးလာတိုက်တာအဲ့လို relation တွေဖြစ်တဲ့ကမှာ
အင်မတန်မှဟိုပျော်ခဲ့ရတယ်ပေါ့နော်အဲ့တော့အဲ့ချိန်မှာကိုတည်ရငါဆရာဝန်ဖြစ်ချင်သွားပြီဆိုတဲ့စိတ်မျိုးပေါ့အဲ့လိုမျိုးခေါင်းစဉ်တက်ခဲ့မိတယ်ဒီဘက်ခေတ်မှာထပ်ပြီးတော့စာရေးမဲ့လူတွေတက်ပေါ့နော်ဒီစာရေးဆရာတယောက်ဖြစ်ဖို့ရတယ်ဒီဘက်ခေတ်မှာမလွယ်ဘူးအဲ့လိုထပ်ပြီးတော့စာရေးကျင်လာတဲ့လူလိုမျိုးဒေါက်တာစိတ်လူမျိုးမမငါဒီစာရေးဆရာမပါဆိုတဲ့ identity ကိုပြင်းရက်တည်ခြင်းတဲ့လူတွေအနေနဲ့ဘာတွေပြင်ဆင်ထားတဲ့ဘယ်လိုချက်တွေလိုရလဲစာရေးတာကလေကုန်ပစ္စည်းတစ်ခုလို့ပေါ့နော်ဝယ်လိုအားရှိမှလည်းရောင်းလိုအားတက်မှလေနော်ဖတ်တဲ့သူရှိမှရေးတဲ့သူတွေကလည်းဆက်ပြီးရေးနိုင်မှာစိတ်အများတန်းပြောတယ်လူတယောက်ကအလုပ်တစ်ခုလုပ်ဖို့အတွက်အရေးကြီးဆုံးကစာဝတ်နေရေးပေါ့အခြေခံစာဝတ်နေရေးပြည်လည်မှရက်တည်လို့ရတာလေစာဝတ်နေရေးမပြည်လည်ဘဲနဲ့အလုပ်တစ်ခုကိုလုပ်နေလို့မရဘူးမြန်မာနိုင်ငံမှာတော်တော်များများကကိုဝါသနာပါတဲ့အလုပ်တွေရှိတယ်ညာလဲကိုဝါသနာပါတဲ့အိမ်မက်တွေရှိတော့ညာလဲစာဝတ်နေရေးကိုမပြည်လည်တဲ့အတွက်ခဏမေ့ထားရတာတွေစွန့်လွတ်ရတာတွေအများကြီးရှိတယ်စိတ်ဆိုလဲအမှန်တိုင်းပြောရရင်စာရေးတာတစ်မျိုးတည်းနဲ့ပဲဘဝကိုရက်တည်သွားခြင်းတယ်ပေါ့နော်အထူးသဖြင့်ရတစာပေပေါ့ဒါပေမဲ့စိတ်အတွက်ပေါ့နော်စိတ် personally ပဲပြောတာပါကြောက်ဆိုင်ဆက်တောင်းနဲ့တောင်းတူမှာမဟုတ်ပါဘူးဆိုတော့စာအုပ်တို့တောင်းပေါင်းများစွာထုတ်ပြီးတော့ချမ်းသာရေးစာရေးဆရာကြီးလည်းရှိပါတယ်သို့တော့အဲ့စာရေးဆရာကြီးတွေကလက်ချိုးကြည့်လို့ရတယ်ပေါ့နော်ဥပမာဆရာကြီးတက္ကသိုလ်ဖုံးနိုင်လို့အနေထားမျိုးဆရာမကျူလို့အနေထားမျိုးရောက်သွားခဲ့ပြီဆိုရင်တော့စာအုပ်တွေအများကြီးရောက်ရမှာပေါ့နော်ဒါပေမဲ့အခုစာရေးမိနစ်တစ်နေ့မှစာရေးပြီးတော့ကျမတို့တွေကဟို back seller တောင်းတဲ့ချီအများကြီးရဖို့ဆိုတာမလွယ်ဘူးသူတပြည့်ရတာစာပေပေါ့ပိုခတ်ပါတယ်ပိုဆိုးပါတယ်နော်အဲ့တော့စာရေးဆရာတောင်းရဲ့ယက်တီမှုဒီအဲ့နိုင်ငံကလူမျိုးတွေရဲ့ညံရည်သူတို့ရဲ့ယဉ်ကျေးမှုလည်းအများကြီးကိုစားပြုမယ်လို့ထင်ပါတယ်နိုင်ငံတကာမှာဆိုရင်စာရေးဆရာကြောက်ကတစ်သက်လုံးမှာစာအုပ်တုပ်ရေးပြီးတော့တစ်သက်လုံးထိုင်စားဝါနိုင်တဲ့စာရေးဆရာကြီးလည်းရှိရပေါ့နော်စိတ်တို့မြန်မာနိုင်ငံမှာကြာအဲ့လိုမျိုးအင်မတန်နည်းနေပါသေးတယ်ဒီဘက်ခေတ်မှာဆိုရင်စိတ်မြင်တာကတော့ဒီအောင်မြင်ရေးစာပေဒါမှမဟုတ်လဲစိတ်ခွန်အားဖြင့်စာပေတွေကလူကြီးပိုအဖက်များကြတယ်ပေါ့နော်အရန်ဖွဲ့နှဲတဲ့စာတို့အထူးသဖြင့်စာလေးတဲ့ဘက်ကိုသွားတဲ့ရသစာပေတွေကြတော့လူတွေကတိတ်ဖတ်ဖို့အချိန်မပေးနိုင်ကြတော့ဘာလို့လဲဆိုတော့ဒီဘက်ခေတ်မှာ entertainment တွေအများများလာတယ်ဆိုပါဆို social media တွေပေါ့နော်စိတ်ပြေလက်ပြောက်ကိုတို့ကဒီစာအုပ်ကိုအထဲမှာစိတ်ကိုနှစ်ပြီးတော့ဟိုသူကအာယုံစူးစိုက်မှုကောင်းလာတာ concentration အပြည့်နဲ့ဖတ်မဲ့အစားဒီ short 9မိနစ်စာ3မိနစ်စာဟာတာဗီဒီယိုလေးကြည့်လိုက်ရတာတို့ပို့ပြီး entertaining ဖြစ်တယ်တချင်းတစ်ပုတ်ကိုတချင်းထက်စာ music video လေးနဲ့တွဲရင်တို့ကပို့ပြီးကြည့်ချင်တယ်ပေါ့နော်ပြောချင်တာအုံနောက်ကတိတ်အလုံးမလုံးချင်တော့ဘူးပေါ့နော် ready to eat ပေါ့ ready စားလို့ရတဲ့ဟာမျိုးပေါ့နော်ဟိုဘယ်လိုပြောမလဲစာအုပ်ဖတ်တာကြဘာနဲ့တူလဲဆိုဈေးထဲကိုသွားပြီးကိုတိုင်းစက်သွန်ပြူငရုတ်သီးဘာညာအကုန်ဝယ်ပြီးရခါကျရင်အရောက်တဲ့ခါကျရင်စက်သွန်ပြူခုံခွာမယ်ထောင်းမယ်စီတက်မယ်ပြီးတော့မှစက်သားထည့်မယ်ထမင်းခုဟင်းခုချက်တယ်အဲ့ဒါစာဖတ်တာအဲ့လိုပုံစံမျိုးဘာလို့လဲဆိုတော့ဖက်လိုက်ပြီးစာကြောင်းကြောင်းမှာဥမာမမောင်ဒီဘလို့လေးဝစ်ပြီးတော့ညနေလေးပြင်နေမှာဂရီပါဖက်လိုက်တဲ့ဘလို့ရှောက်လာအဲ့ချိန်မှာပဲနေရောင်စည်းစာလေးမှာသပင်လေးလွင့်နေတယ်အဲ့လိုမျိုးဟာကိုဖက်နေတဲ့အချိန်မှာမျက်လုံးကကြည့်တယ်အဲ့ဒါကိုစိတ်ထဲကဖက်တယ်အဲ့ဒါကို visualization အုံနောက်ကလုပ်တယ်အဲ့ဒါကိုမှတဖြည်းဖြည်းအာယုံထဲမှာမြင်လာ step တွေအများကြီးရှိရပေါ့နော်အဲ့ဒီစာကျမတို့ကအဲ့လိုဟာမျိုးဖက်မယ်စာခုခေတ်ကဖက်ဆိုပြီးတော့တကယ်မင်းသမီးကောင်မလေးကလှလေးကလမ်းလျှောက်ပြလိုက်မယ်ကောင်လေးကငေးတာကိုကောက်ကြည့်လိုက်မယ်10စက္ကန့်2စက္ကန့်3စက္ကန့်ပဲကြာသွားတော့မယ်အဲ့ဒါကိုပဲလူတွေကသွားကျင်ကြတယ်အဲ့လိုဆိုတော့ဒီဘက်ခေတ်မှာစိတ်တော့ educate လုပ်မဲ့သူတွေဆိုစာရေးစာတွေကလည်း educate လုပ်တဲ့သူတွေကို educate လုပ်တာအပြင် entertainment နဲ့ပါတွဲပြီးသွားမှရမယ်ပေါ့နော်ဟိုလူတွေကအချို့ဟိုဘယ်လိုပဲမုတ်စားခြင်းနဲ့ကိုကဆေးပေးခြင်းနဲ့ဆိုမုံနဲ့ဆေးနဲ့ကိုမျှပြီးတော့ပေးရတယ်လို့ပုံစံမျိုးဖြစ်နေတာပေါ့နော်အဲ့တော့ဟိုစာရေးစာလုပ်မဲ့သူတွေဒီအထူးသဖြင့် social media ကလည်းပို့ပြီးတော့သုံးရတယ်နောက်တစ်ခုကကြတော့စိတ်တော့ကြတော့ဒီခံစားချက်ယုံကြည်ချက်ကိုပို့ပြီးတော့ရက်ဘယ်လိုပြောမလဲခေါင်းပါတယ်လို့ပဲပြောရမလားပေါ့နော်ဟိုဘာလို့လဲဆိုတော့တချို့သူတွေစိတ်ဝင်အကြံပေးပါရှိအာဒီဘက်ခင်မှာဘယ်လိုစာမျိုးရေး training ဖြစ်တယ်လူကြိုက်မယ်ရောက်ပေါက်မယ်ရေးတက်တယ်တိုးတော့မရေးချင်ဘူးဒီနှလုံးသားတွေကအဲ့ဒါကို feel မလာဘူးပေါ့နော်ဒီနှလုံးသားတွေကနှစ်ကလက်လိုက်လဲဖြစ်လာတော့မှသာကိုကထုတ်ရေးတယ်အဲ့တော့လူကြိုက်တာကိုရေးတာမဟုတ်ကိုကြိုက်တာကိုရေးတာဖြစ်တဲ့အတွက်budget ငွေကြေးရတတ်မှတ်တွက်မယ်ဆိုရင်တိတ်ပြီးတော့မကိုက်ဘူးပေါ့နော်အဲ့တော့စာရေးဆရာဖြစ်ချင်တယ်ဆိုကိုဒီရောင်းအားကောင်းတဲ့စာရေးဆရာဖြစ်ချင်တာလားလူကြိုက်စာရေးဆရာဖြစ်ချင်တာလားဒါမှမဟုတ်နှလုံးသားကစေခိုင်းရဘူးသွားတဲ့စာရေးဆရာဖြစ်ချင်တာလားပေါ့အဲ့ဒါကိုတော့ကိုစိတ်ကြိုက်ရွေးချယ်ဖို့လိုရလို့ထင်ပါတယ်ဘယ်ဟာပဲရွေးကိုရွေးချယ်မှုကုန်တော့မှန်ပါတယ်လူကြိုက်တဲ့ဟာလူအများကြိုက်တယ်လေလူအများကောင်းကျိုးဖြစ်တယ်လေဒါကိစ္စမရှိဒီလိုစာရေးဆရာဖြစ်လဲရတယ်မဟုတ်ဘူးကိုစာအုပ်က10ယောက်ရောင်းရတယ်ဒါပေမဲ့အဲ့10ယောက်စလုံးကကိုစာကိုတိတိချာချာဖတ်ပြီးတော့တိတိချာခံစားတယ်ဆိုလဲဒီဟာကိုအတွက်တန်ဖိုးပဲအနှစ်သာရပဲအယောက်100လောက်အုပ်1000လောက်ရောင်းပါအဲ့အုပ်1000ကိုဖတ်ပြီးရဲ့သူကတစ်လလောက်နေမိသွားမလားတစ်နှစ်လောက်နေမိသွားမယ်ဆိုရင်ဘာမှမထူဘူးလေအဲ့လိုမျိုးပေါ့ဒေါက်တာစိန်ကတကယ်ကိုအနှစ်သာရတွေရေးခြင်းနဲ့စာရေးဆရာမတယောက်တကယ်ကိုမှလူတွေကိုဟို quality literature တွေကောင်းကောင်းပေးခြင်းနဲ့စာရေးဆရာတယောက်အနေနဲ့တကယ်ကိုယ့်ရဲ့ masterpiece အနေနဲ့ခြံခဲ့ခြင်းနဲ့စာအုပ်မျိုးဆိုရင်ဘယ်စာအုပ်မျိုးဖြစ်မလဲ
ခုတက်တိတော့ဒီစာပေဝန်းစာမပြည့်သေးပါဘူးအတွေ့အကြုံတွေရောဘူးသားတွေရောအများကြီးလိုပါသေးတယ်အဲ့တော့စိတ်နှဝကြတော့တင်ယူလေးလာရင်းနဲ့ပဲလုံနေရတာပေါ့နော်ဒါပေမဲ့ကိုတစ်ချိန်တော့ငါကြီးကတိတ်ကောင်းလာပါရေလို့ထင်ခဲ့တဲ့စာကြီးပေါ့ပြန်ကြည့်လိုက်တဲ့အခါဟာကလေးကလားတွေပါလားပေါ့အဲ့လိုမျိုးအခုချိန်မှာပြန်တွေးမိရအဲ့တော့နောက်10နှစ်အနှစ်20ကြာတဲ့အခါမျိုးလဲအခုချိန်မှာအရန်ကောင်းနေဆိုတဲ့စာအုပ်ကဟာခြာတူးလိုင်ဖြစ်ရင်လည်းဖြစ်နေမှာပေါ့နော်အဲ့လိုတော့ပြောလို့တော့ပြောဖို့တော့ခက်ပါတယ်စိတ်ရည်တဲ့စာအုပ်တွေထဲမှာဆိုရင်စိတ်ရအခု73အုပ်ထွက်ထားတာပေါ့နော်73အုပ်ထွက်ထားတဲ့မှာကိုတကယ်အားတန်တာကိုတကယ်ရေးချင်တာကတော့ဝတ္ထုလုံးချင်းဝတ္ထုပေါ့နော်ရတစာပြီးရေးချင်တာစိတ်ဆန်းဖြူရဲ့စာဖတ်ပြိတဲ့အစ်စ်ကလည်းသူကလုံးချင်းဝတ္ထုပဲကြိုက်ကြတာလုံးချင်းဝတ္ထုပဲဖတ်ကြမှာဒါပေမဲ့ဂျားထဲမှာခုနပြောလို့ပေါ့စိတ်ရဲ့ဒီစိတ်နှလုံးသားတဲ့နှစ်ကာဖီမှုမလာဘူးပေါ့နော်အခုခေတ်စားမြေမှုမလာဘူးလမိုင်းမကတ်တဲ့အတွက်ဝတ္ထုတွေကိုဇက်တိုင်းမထွက်ဘူးပေါ့နော်ဝတ္ထုထွက်တာအဲ့လိုကျဲတယ်ဘာလို့ကျဲလဲဆိုတော့ခုနပြောလို့စိတ်ထဲကမပါတဲ့အတွက်ပေါ့ရေးဖြစ်ခဲ့တဲ့တဲမှာဆိုရင်လူတွေအရန်ကြိုက်တဲ့စာအုပ်ကတော့ဒီမိုးမခအလွမ်းဆိုရယ်ဝတ္ထုပေါ့နော်ဒါကတော့စိတ်ဆန်းဖြူစေးသက်ကတူဆိုရယ်ကလောင်နာမည်နဲ့စာရေးဆရာတောက်ဖြစ်လူကြီးရောလူငယ်ရောကလက်ခံပေးစေခဲ့တဲ့စာအုပ်ပေါ့နော်တော်တော်ကောင်းတယ်ပြောကြချီးကျူးကြတယ်ပေါ့နော်အဲ့တော့ကိုကတော့ကိုအဲ့တုန်းကတော့အကောင်းဆုံးအားထုတ်ပြီးတော့ရေးခဲ့တာဘာလို့လဲဆိုတော့မိုးမခအလွမ်းဒီ semi biography လို့ခေါ်လို့ရတယ်စိတ်ရဲ့ဘဝတစ်စိတ်တစ်ပိုင်းလို့ပြောလို့ရတဲ့စာအုပ်ပေါ့အဲ့ဒါကိုရေးခဲ့ပြီးတော့အခုချိန်မှာပြန်ဖတ်ကြည့်ရခါမှာဒီစာအုပ်ကလိုအပ်ချက်တွေရှိနေပါလားလို့ကိုထင်ခဲ့ရပေါ့ဒါပေမဲ့စာဖတ်ပြိသက်အနေနဲ့သူတို့တစ်ပေးမယ်ဆိုရင်အများနဲ့မိုးမခအလွမ်းကနံပါတ်1ပဲကိုပေါ့ကိုစာရေးတဲ့သူတယောက်အနေနဲ့ရွေးချယ်ပါဆိုရင်တော့စိတ်ကဟို2021ကထွက်ခဲ့တဲ့ဝတ္ထုပေါ့နော်ဝတ္ထုမှောင်မိုက်ချင်းအလွန်ကိုပေါ့ကိုစာရေးတဲ့သူတယောက်အနေနဲ့သဘောကျတယ်စိတ်ကြည်နဲ့အာရမှုရှိတဲ့ဝတ္ထုပေါ့ဒီဥစ္စာလေးကတော့ဟိုပြိသက်ဘက်ထဲကိုစာဖက်ပြိသက်လက်ထဲကိုရောက်တာနည်းသွားတယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲ့ချိန်တော့ကိုဗစ်တွေလည်းဖြစ်နေရလဲပါတယ်တိတ်ပြီးတော့ဟို marketing မလုပ်လိုက်ရဘူးပေါ့အဲ့စာအုပ်ကတော့လေအဲ့တော့ဝတ္ထုတစ်ပုဒ်ကိုရေးဖို့ဒေါက်တာအနေနဲ့ဘယ်လောက်ချိန်ယူလဲဟုတ်ကဲ့အနည်းဆုံးကတော့တစ်နှစ်ခွဲပေါ့တစ်နှစ်ခွဲကအနည်းဆုံးတော်တော်မြန်တဲ့ဟာပေါ့အိမ်မှောင်မိုက်ချင်းလိုမိုးမခအလွမ်းလို့ဆိုရင်2နှစ်ကြာတယ်ပြီးမြစ်တို့လာတူတော့ခါဆိုလဲထုံဒီ၎င်းပဲ2နှစ်3နှစ်လောက်ကြာတယ်ဘာလို့လဲဆိုတော့ကိုကငါဝတ္ထုကိုပြီးအောင်ရေးမယ်ဆိုပြီးထိုင်ရေးတာမျိုးမဟုတ်ဘူးလေကိုယ်စိတ်ထဲမှာတကယ်ကိုနာကျင်ခံစားနေရမှာတကယ်ကိုစီးမျောနေရမှာဝတ္ထုတအုပ်ရေးပြီးဆိုရင်အဲ့ထဲက character တွေတိုင်းကိုကဖြစ်သွားအဲ့လိုမှုဝင်သွားတဲ့အချိန်ဆိုရင်စိတ်ဆန်းဖြူဆိုရဲဖြစ်တည်မှုကပျောက်သွားတယ်ဗောနော်သွားလဲဒီစိတ်စားလဲဒီစိတ်အရာရာဟိုကြည့်ရင်လည်းအဲ့ထဲက character ရဲ့ခံစားချက်နဲ့ပဲကြည့်ရပါဥမာဒီနေဝင်တာကြီးကိုကြည့်တယ်ဆိုရင်ကိုပေါ့စိတ်ဆန်းဖြူတွေနဲ့ဆိုလှလိုက်တာတာယာလိုက်တာအဲ့လိုမြင်မှာပဲဗောနော်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးကဲစောမြဟေဝန်အနေနဲ့ကြည့်မယ်ဆိုဟာဒါကဘလို့ဟိုကျွန်တော်တို့ရှမ်းမျိုးသားတွေရဲ့ဘလို့လမ်းမောပဲရ bla 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 ဘာဆန်တင်မှာအဲ့လိုပုံစံမျိုးကိုကခံစားရပါဗောနော်အဲ့လိုကာလမျိုးတွေမှာအဲ့တော့ဟိုရတစာပေဝတ္ထုရေးရဲ့အခါမှာအချိန်ကြာပါတယ်ဒါပေမဲ့အချိန်ကြာပြီးတော့ထွက်လာရင်လည်းကိုကျင်းတဲ့အားရမှုရှိတယ်စာဖက်ပြိတ္တလည်းတေချာပေါက်ဖတ်ဖို့နှစ်သက်မယ်လို့ယုံကြည်တယ်တကယ်လည်းနှစ်သက်ကြပါတယ်ဒေါက်တာဆင်းကိုကျွန်တော်သိရသလောက်ကြားသလောက်မြင်သလောက်ဒေါက်တာဆင်းကတခြားအမျိုးသမီးတွေနဲ့မတူဘဲနဲ့နည်းနည်းလေးပို့ပြီးတော့ကွဲထွက်ပြီးတော့တတိရှိတဲ့အထဲမှာပါတယ်တခုခုဆိုလို့ရှိရင်ဝါရီဖြစ်နေမဲ့အစားတခုခုဆိုလို့ရှိရင်တွေ့ဝေနေမဲ့အစားလှုပ်ချလိုက်မယ်တတိရှိလှုပ်ပြလိုက်မယ်ဆိုတဲ့အထဲမှာပါတယ်အဲ့ဒါဒီကျွန်တော်သိချင်တာကမိဘတွေကိုပြုစုပြောင်းထောင်ခဲ့တဲ့ပုံစံကြောင့်လားဒါမှမဟုတ်ရင်စာအုပ်စာပေတွေကိုငယ်ကလေးကဝါသနာပါပြီးတော့ဖတ်ခဲ့တဲ့အကျိုးကျေးဇူးကြောင့်လားဒါမှမဟုတ်ကိုယ့်ရဲ့ဗီဇကိုအဲ့လိုပုံစံမျိုးလားစိတ်ထင်တာတော့စိတ်အဲ့လိုကလေးတွေစာသင်ကျောင်းတွေမှာဟောပြောရင်လည်းအမြဲတမ်းအကြံပေးလေးရှိရပေါ့နော် follow your heart success will follow you ပေါ့နှလုံးသားနောက်ကိုလိုက်ပါအောင်မြင်မှုကတင်းနောက်ကိုလိုက်လိမ့်မယ်ဆိုတော့လူဘိန်းသားလေးအောင်ပြောရရင်တော့စိတ်ခံစားမှုနောက်ကိုလိုက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်မယ်ထင်တယ်ဒါကကိစ္စတစ်ခုခုဖြစ်လာမယ်ဆိုဒါဟိုအမှန်တကယ်တော့ကောင်းတာလည်းရှိလို့မကောင်းတာလည်းရှိရပါတော့ဒါကလုံးတင်တယ်မလုံးတင်ဘူးနည်းနည်းလေးအချိန်ယူပြီးပြင်ဆင်ပြီးမှလုပ်ရင်ပိုကောင်းသွားတာမျိုးလည်းဖြစ်နိုင်တယ်လို့အခုချက်ချင်းလုံးချင်တာအခုချက်ချင်းထားလုပ်လိုက်မှပေါက်သွားတာတွေအောင်မြင်သွားတာတွေအဆင်ပြေသွားတာတွေလည်းရှိရပါတော့အဲ့ဒါကတော့စိတ်ထင်တာတော့ဗီဇပေါ့နောက်တစ်ခုကကျတော့ပါရမီပေါ့နော်ပါရမီဆိုလို့စကားအကြီးပြောတယ်လို့ထင်နေမယ်ပါရမီဆိုတာတခြားမဟုတ်ပါဘူးစိတ်တို့ဗုဒ္ဓဘာသာမှာဆိုရင်ဘဝအဆက်ဆက်ဖြည့်ဆည်းခဲ့တဲ့အလေးအထုံပေါ့maybe ပြီးခဲ့တဲ့ဘဝတုန်းကလည်းစိတ်ကတခုခုကြုံလာပြီဆိုရင်အခုချက်ချင်းလှုပ်လိုက်ရမှာကိုယုံကြည်ရအောင်လှုပ်လိုက်ရမှာဆိုရဲအသတိပါဒီဘဝရဲ့အရှိဘဝတုန်းကလည်းအဲ့လိုပဲဒီဘဝရဲ့အရှိဘဝပေါင်းများစွာဒီလိုအကျင့်ဝင်ရှိခဲ့တာ repetition မထက်ကတလဲလဲပေါ့စာရေးတာဆိုလေထုံဒီတကောင်းမဲ့ကိုကငငယ်လေးနဲ့ဥမာ Justin Bieber တို့လို့ဆိုရင်ငငယ်လေးနဲ့အဆိုတော့တချင်းဆိုတာထူးချွန်နေပေါက်မြောက်တဲ့အောင်မြင်နေစာရေးတာလည်းစိတ်လို့ငငယ်လေးနဲ့
သူ့ရဲ့အရေးသားတွေဆရာမင်းလူတို့ဆိုနော်ငငယ်လေးနဲ့စာရေးဆရာတွေဖြစ်တဲ့သူ့အရေးသားတွေကထူးခြားနေတယ်တကယ်ကိုတန်မိုးရှိရဟာတွေရေးနိုင်နေရဆိုတာနောက်ဝင်စားလို့လည်းမဟုတ်ဘူးစာရေးဆရာဝင်စားလို့လည်းမဟုတ်ပါရမီပေါ့နော်ခုနပြောလို့ဘွာပေါင်းများစွာ तू ကစာရေးဆရာဖြစ်ခဲ့လိမ့်မယ်ဝါပေါင်းများစွာအဆိုတော်ဖြစ်ခဲ့လိမ့်မယ်အဲ့တော့ဝါပေါင်းများစွာမှာဒီစာရေးချင်းအလေးချင်းကိုဝါပေါင်းများစွာမှာဒီကိုထင်ရကိုယုံကြည်ရကိုတစိုးထိုးလောက်ထက်တဲ့အချင်းကိုအချိန်ဖန်များစွာလေ့ကျင့်ခဲ့လို့ဒီဘွားမှာလည်းပါလာတာပေါ့နော်အဲ့ဒါကိုလုံးဝယုံကြည်တာအဲ့ဒါကိုလုံးဝယုံကြည်ရဘာဖြစ်လို့လဲဆိုတော့အကြောင်းအစိမ့်တို့မြတ်စွာဘုရားစကားတစ်ခုဟောတာရှိရပေါ့နော်တရားထဲမှာသူကဘာလဲဆိုတော့ဒီဘွားကစာပြီးအခုချိန်ကစာပြီးမကောင်းတဲ့အချင်းကိုပြင်လိုက်ပါဥပမာဆိုပါဆိုစိမ့်တို့ဒီဘွားမှာပျော်တာပါတာပဲဖြစ်ဖြစ်ကိုကြည့်တရားဖောက်ပြတဲ့ဟာကိုဖြစ်လုံနေရပေါ့ဘာဖြစ်လဲအမေအဲ့ဒါကိုဒီဘဝမှာ तू ကရက်ဒီဘဝမှာမရက်ဘူးဆိုရင်နောက်ဘဝရောက်ရင်လေဒီမကောင်းတဲ့အကျင့်ရပါနေမှာအကျင့်ပါတယ်ပေါ့နော်လွယ်လွယ်ပြောမယ်ဆိုအကျင့်ပါနေအခုဒီဘဝမှာလည်းကိုကြည့်တရားတွေဖောက်ပြမယ်သူများဟိုမျက်ရည်နဲ့ခြေဆေးတဲ့သူဖြစ်မယ်ဆိုအဲ့အကျင့်ကပါနောက်ဘဝဘာမယ်ဆိုတန်တရားအဆက်ဆက်မှာဒီမကောင်းတဲ့အကျင့်ကပါသွားမယ်ဆိုရင် तू ဒီဘလို့မှမကောင်းတော့ဘူးပေါ့တချို့ဆိုရှိရဲ့ဒီအကုသိုလ်နဲ့လုံးမအစည်းဘဝဖြစ်တာမျိုးပါဘာကြောင့်လဲ तू ကဘဝပေါင်းများစွာဒီလိုမျိုးလုပ်ခဲ့တာအဲ့တော့အစည်းဘဝတော့ဖြစ်တယ်ဒါပေမဲ့အဲ့အကုသိုလ်ကံကြွေးကြီးကသူ့မှာတဏှာ6လုံးပါနေတာမျိုးပေါ့နော်အဲ့တော့စိတ်လည်းထင်တာတော့ကိုယုံကြည်ရာကိုဇွတ်တရွတ်လောက်တတ်တာကိုဖြစ်ချင်တာချက်ချင်းလောက်တာလောက်တာအကျင့်မျိုးကဘွာပေါင်းများစွာအကျင့်ကျင့်ခဲ့လိမ့်မယ်ထုံနည်းတူစာရေးတာလည်းဘွာပေါင်းများစွာအဲ့လိုမျိုးလုပ်ခဲ့လိမ့်မယ်လို့ထင်တယ်ပေါ့ကိုယ့်ရဲ့အရင်ဘဝတွေပါတယ်ပြန်မြင်တာမျိုးတွေကိုယ့်ကိုပြန်သိတာမျိုးတွေရောရှိလားအိမ်မက်ရင်မဖြစ်ဖြစ်တရားအတိုင်းမဖြစ်ဖြစ်အဲ့လိုမျိုးတော့မမြင်ပါဘူးဒါပေမဲ့ကိုကစိတ်ကူးရင်လည်းသူမို့လို့ပါမလားထူးဆန်းတဲ့အိမ်မက်မျိုးတွေတော့အဲ့လိုမျိုးတော့မှတ်ဖူးတယ်မမရလွန်ခဲ့တဲ့4နှစ်လောက်ကအခု2026ဆိုတော့2020နဲ့2021ဖြစ်လိမ့်မယ်နှစ်မို့2021တော့အင်မတန်ထူးခြားတဲ့အိမ်မက်တစ်ခုတကယ်ရုပ်ရှင်ကြည့်ရတယ်လို့အိမ်မက်တစ်ခုမှတ်ဖူးတယ်ဘာကြောင့်မှတ်လဲဆိုတာလည်းခုတည်းလည်းမသိဘူးပေါ့နော်အဲ့တော့အဲ့ခတဲ့ကအဲ့အိမ်မက်ကိုအခြေတည်ပြီးဝိတုတပုတ်ရေးမယ်ဆိုပြီးတော့ဟိုအာယူနေတာဒေါက်တာဆေးရုံငယ်တွေကနေဒီအချိန်လေးပေါ့နော်ထူးထူးခြားခြားပြောင်းလဲသွားစေတဲ့ဘဝကိုပြောင်းလဲသွားစေတဲ့စာအုပ်တွေရှိလားရှိတယ်ဆိုရင်ဘာတွေဖြစ်မလဲသူ့လိုလူစမိုင်းချန်နယ်ကျော်မမလေးရေးခဲ့တဲ့သူ့လိုလူဝတ္ထုကစိတ်ဘဝကိုဝုန်းနဲ့ပြောင်းသွားစေရပေါ့နော်အဲ့လိုပြောရမှာပေါ့ဟုတ်ဘာကြောင့်လဲဘာကြောင့်လဲဆိုတော့ဒီစေးချောင်းသူစာယူပေယူစေးချောင်းသူဘဝကနေစာရေးဆရာမစိန်ဆန်းဖြူဆွဲဘဝကိုပြောင်းပေးခဲ့တာပါဘာလို့လဲဆိုတော့စိတ်တို့ဒီတော်ဝင်ပန်းမှန်ဆက်တကန်ဆိုတာပေါ့နော်စာပေမြင့်တွေလူစွမ်းရင်ဆိုတဲ့စာပေပြိုင်ပွဲလေးလုပ်တယ်အမှမှသူကအယောက်တရာရတစာပေကိုရတစာတန်းရေးပြီးတော့တင်ရတယ်ဆရာမကြီးမက်ဆန်နာတို့ဆရာကြီးချီဦးညူတို့မျိုးစာရေးဆိုင်အများကြီးတွေကဒိုင်နေနဲ့အဲ့ရောက်တရာကိုရွေးလိုက်တယ်တရားတွေကမှအယောက်90ကိုသူ့လိုလူဆွဲဝတ္ထုပေးဖက်တယ်ပေးဖက်ပြီးတော့အဲ့ဝတ္ထုကိုဘာလုပ်လဲဆိုတော့ကိုယ့်ရဲ့သုံးသက်ချက်သူတို့မေးရဲ့မေးခွန်းတွေပေါ့ဥမာဦးချစ်မောင်ရဲ့ character ဘယ်လိုမြင်လဲပါဗျအဲ့ဒါကိုရေးဖြေတစ်ခါဖြေတယ်ပြီးရခါကျစင်မော်မှာအောက်ကဒိုင်တွေကအခုအစိုးပိုင်းပဲပြိုင်သူပေါ့ကိုကစင်မော်မှာအောက်ကဒိုင်တွေကသူတို့မေးချင်တဲ့ question ကိုမေးတယ်ကိုမဲနိုင်လိုက်လို့ဆရာချင်းညို့ပေါက်တယ်ဆိုရင်စိတ်ကိုမေးတာဆရာချင်းညို့နောက်တစ်ယောက်ကတက်လို့မဲနိုင်လိုက်လို့ဟိုဆရာလင်းတိုင်းညို့ပေါက်တယ်ဆိုဆရာလင်းတိုင်းညို့ကမေးရပေါ့နော်အဲ့လိုမေးကြတာပေါ့အဲ့တော့ရေးဖြေစင်မော်မှာဖြေနှစ်ခုဖြေခဲ့တယ်အဲ့စာအုပ်ပေါ့နော်အဲ့တော့အဲ့စာအုပ်ကိုတေးအရန်ကိုယူတဖတ်ခဲ့ရတယ်အရန်ကိုအသေးစိတ်ဖတ်ခဲ့ရတယ်တပြိုင်နက်တည်းမှာပဲကျမကဂျန်နေကျော်မမလေးလိုထူးချွန်ခြင်းနဲ့ဦးချစ်မောင်လိုကိုကျင့်တရားကောင်းပြီးတော့ဦးချစ်မောင်လိုချစ်တတ်တဲ့ဦးချစ်မောင်လိုတန်မိုးရှိတဲ့အမျိုးသားတယောက်နဲ့လည်းတွေ့ချင်ခဲ့တယ်ပေါ့နော်တပြိုင်နက်တည်းမှာပဲကျမအဲ့စာအုပ်နဲ့အယောက်100တည်းကနေ90ရွေးတယ်မှာပါသွားအဲ့90တည်းကနေအယောက်20ရွေးတယ်မှာပါသွားတယ်တစင်တိုင်းအခုခေတ်လူငယ်တွေမြင်အောင်ပြောရမယ်ဆိုရင်ဥမာမြန်မာ idol season တွေတခုယူရလို့ပဲရင်ခုန်ရတယ်ဘယ်တော့ငါမှပြုတ်မလားငါကြံခဲ့မလားဆိုပြီးရင်ခုန်ခဲ့ရတယ်နောက်ဆုံးမှာအယောက်20တဲ့ကနေသူတို့စပြီးဟောပြောပွဲပုံစံမျိုးပေါ့နော်စာဖတ်ခြင်းကလူလောကကိုဘယ်လိုအကျိုးပြုလဲဆိုတာကိုနီကိုဟန်နဲ့ပြောအဲ့တော့စာဖတ်တယ်ဆိုတဲ့အကြောင်းအယောက်20စလုံးကပြောရမှာတူနေတာရှိမှာပဲအမှမှကိုကသူများနဲ့မတူကွဲပြားစွာဘယ်လိုပြောနိုင်မလဲပြိတ္တကိုဘယ်လိုဆွဲဆောင်နိုင်မလဲ facial expression ကဘယ်လိုရှိမလဲဆိုပြီးတော့သူတို့ကထပ်ရွေးရဲ6ယောက်ပေါ့ကျမတို့ကန်ကောင်းစွာနဲ့6ယောက်ထဲပါသွားခဲ့တယ်အဲ့6ယောက်ကမှခုနပြောတဲ့တော်ဝင်ပန်းမယ်ဆက်တကန်ဆိုပြီးတော့ with စာအုပ်လေးထုတ်ပေးရပေါ့တယောက်ကိုစာမှုတစ်ပုဒ်နဲ့ပေါ့နော်အဲ့လိုမျိုးထုတ်ပေးရတဲ့မှာပါသွားဖြစ်တဲ့အတွက်ဒီ with ကကျမတို့စာရေးဆရာတယောက်ဖြစ်ဖို့အတွက်အကြီးမားဆုံးတွန်းအားနဲ့အကြီးမားဆုံးလှေကားတဲ့ဖြစ်ခဲ့တယ်လို့ပြောရမယ်ဟုတ်ကဲ့အဲ့တော့အဲ့ဆိုဒီဘက်ခေတ်မှာဒီစာအုပ်ဖတ်တဲ့လူတွေဖြည်းဖြည်းတော့ရှားလာပြီပေါ့နော်အဲ့စာဖတ်တဲ့လူနဲ့စာမဖတ်တဲ့လူနဲ့ဒီ life quality ဘယ်လောက်ကွာသွားမယ်လို့ဒေါက်တာထင်တယ်ကွာတော့ပေါ့နော်ဟိုအသေးဆုံးမြင်တောင်ပြောမယ်ဆိုရင်စိတ်တို့ဟိုအထက်တန်းကျောင်းသူကျောင်းသားဘဝမှာဆိုရင်စာရေးစာကုန်းတွေရေးတယ်စာဖတ်တဲ့ကျောင်းသားနဲ့စာမဖတ်တဲ့ကျောင်းသားစာရေးစာကုန်းရေးနေမှာတအားကွာသွားပြီ
စာမဖတ်တဲ့ကလေးတွေကစာစီစာကုန်းကသူတို့အတွက်အင်မတန်မှခက်ခဲတယ်နော်စာစီစာကုန်းအလွတ်ချက်ဖြေရတာဒီအကိုကားကြပြားတွေကိုကြက်ရတာတွေအရန်ပင်မန်းတယ်စာဖတ်ထားတဲ့သူကကျတော့ဆိုပါစို့စိတ်ဆိုရင်ပထမဆုံးစိတ်ဖတ်ခဲ့တဲ့စာကဆရာကြီးမင်းသိန်ခါရဲ့ဝတ္ထုတွေကိုဖတ်ခဲ့တာဟုတ်ကိုကဆရာကြီးမင်းသိန်ခါရဲ့ fan အထူးသဖြင့်စာပလင်းနှင်းမောင် fan ဆိုတော့ဆရာကြီးမင်းသိန်ခါကလူတစ်ယောက်ရဲ့ရုပ်ရည်ကိုအသေးစိတ်ခေါ်ညွှန်းတာပေါ့နော် descriptive writing လို့ခေါ်တာပေါ့ကိုနှင်းမောင်ဆိုရင်မျက်လုံးမျက်ဖန်ကဘလို့နှာတန်ကဘလို့မျက်နှာကြဘလို့မေးရိုးကဘလို့အဲ့လိုမျိုးဆိုတော့သူကအသေးစိတ် detail တရုပ်ဖော်တတ်တယ်ဆိုတော့ဆရာကြီးဝတ္ထုတွေကနေအဲ့လိုလူတစ်ယောက်ကိုမျက်လုံးနဲ့စာအုပ်ဖိတ်နေမျက်လုံးနဲ့မြင်တာအောင်ရေးနိုင်တဲ့ဟာကိုသင်လူလေ့လာခဲ့ပေးရတယ်ပေါ့နော်အဲ့ခါကျတော့ကိုကစာရေးစာကုန်းတွေရေးရဲ့ခါမျိုးမှာဒီဟာတွေကအများကြီး apply လုပ်ဖြစ်ခဲ့တယ်ဆိုပါစို့စိတ်တို့ရေးတဲ့စာရေးစာကုန်းထဲမှာဆိုရင်ကျွန်တော်ခင်မင်လေးစားရတော့ဆွေမျိုးတူဆိုရဟာဆိုဆရာကိုနှင်းမောင်လိုပုံစံမျိုးစိတ်ကူးရင်ပြီးတော့ကိုကယောက်ျားလေးအနေနဲ့ရေးကိုသဘောကျကိုလေးစားရတော့ကိုယ့်ရဲ့ cousin တယောက်ကိုဘလို့တော်တယ်သူ့ရဲ့ခံယူချက်တွေကဘလို့ strong ဖြစ်လို့သဘောကျတယ်ဆိုတာအဲ့လိုရေးနိုင်ခဲ့တယ်ပြီးတဲ့အခါကျတော့ဆရာကြီးမြတ်တန်းတေဝတ္ထုတွေဖတ်တော့ကြတော့သူအဖွဲနှွဲ့တွေအရန်လှတယ်အရန်ကောင်းတယ်နော်ဆရာကြီးတက္ကသိုလ်ဖုန်းနိုင်တဲ့ထိုးနီး၎င်းမဲ့ဒီပန်းလေးကျွေတာလေးတိုက်တာတပင်လေးရိမ့်သွားတာအစတကယ်ကိုလွမ်းမောဖွယ်ကောင်းရေးနိုင်ဖွဲ့နိုင်တယ်အဲ့မှာကျတော့တဘာဝပတ်ဝန်းကျင်တရုပ်ဖော်တာကြပြားစာပေတို့ချစ်မြတ်နိုးတတ်တဲ့စိတ်ကြပြားစာပေတို့ဖတ်ရှုခြင်းတဲ့စိတ်ကြပြားစာပေတို့ဖတ်ပြီးတော့ကိုယ့်အတွင်းနဲ့ကိုမြူးတဲ့ဟာကိုသူတို့ကသင်ပေးလိုက်တာအဲ့တော့စာရေးစကုန်းရေးရဲ့ခါကျရင်ကြပြားလေးတစ်ပိုက်ရနေစိတ်တို့ကစာပိုက်တွေအများကြီးဒါကိုချဲ့ပြီးတော့ရေးတက်သွားတယ်အဲ့တော့ဒါကလူတွေမြင်တာအနှိမ့်ဆုံးပြတာပေါ့နော်ပြီးရခါကျတော့စိတ်ဆိုတချို့စာအုပ်တွေစိတ်မဟုတ်ကပါဘူးစာရေးဆရာတော်တော်များများလဲကိုတိုင်းမရောက်ဖဲနဲ့ကိုတိုင်းမကြုံဘဲနဲ့ဒီစာအုပ်တွေကနေဖတ်ပြီးတော့ဒီဘယ်လိုပြောမလဲပြန်ပြီးတော့ sharing လုပ်လို့ရတဲ့အရာမျိုးတွေရှိရပါတော့ဘာလို့လဲဆိုတော့အားလုံးလည်းကြားဘူးမှာပါစာအုပ်စာပြီးဒီကဘာကြီးရဲ့ပတင်းပေါက်လို့ပဲစာအုပ်ဖတ်လိုက်တဲ့စိတ်တော့ကဘာပတ်လို့ရတယ်ဥမာရောမကိုစာအုပ်ဖတ်ပြီးတော့ရောက်သွားလို့ရတယ်အဲရောမကိုနောက်ခံပြီးတော့စိတ်အင်းနေလည်းစိတ်တော့အများကြီးတည်လို့ရတယ်ပေါ့နော်ဒါကစာဖတ်တာတဲ့သူတွေရဲ့အားသာချက်တွေပေါ့နောက်တစ်ခုကကျတော့အများနဲ့ဆက်ဆံတဲ့အခါဟောတာပြောတာစကားပြောတဲ့အခါမျိုးမှာဆိုစာဖတ်တဲ့သူတွေကပို့ပြီးတော့ပြောနိုင်တယ်နောက်တစ်ခုအရေးကြီးတာဘာလဲဆိုတော့စာမဖတ်ခဲ့တဲ့သူကကိုချင်းစာတရားလုံးဝမရှိဘူးအဲ့ဒါစိတ်ဒီဘက်ခင်မှာတော်တိတိတာတွေ့ရအဲ့ဒါလုံးဝသိကြအမခံရတယ်စာအထူးသဖြင့်ရတစာပြီပေါ့နော်အရင်လူကြီးတွေကဘာပြောကြလဲအချစ်ဝတ္ထုဖတ်မှာဆိုတဲ့အချစ်ဝတ္ထုဖတ်မှာဆိုဆိုအချစ်ဝတ္ထုဖတ်တာထင်သေးစရာမဟုတ်ဘူးဘယ်သူကအချစ်နဲ့ကင်းတဲ့သူရှိလို့လဲအချစ်တွေထဲမှာလဲဘဝတွေပါတယ်ဘဝတွေထဲမှာလဲအချစ်ရှိတယ်အချစ်ကြောင်းလို့ဖတ်ဘူးတော့မှဒီလိုလုပ်ရင်ဒီလိုတစ်ဖက်လူကနာကျင်ခံစားရပါလားဆိုတာသိမှာအချစ်ကိုခံစားတတ်မှအချစ်ဆိုတဲ့နေရာမှာတမီးစားအချစ်မှမဟုတ်ဘူးအိမ်ဘေးနာကကလေးလေးကိုချစ်တာလဲအချစ်ပဲအဲ့မှာလဲချစ်ချင်းမြတ်တာတွေအဲ့မှာလဲတန်ရောစင်တွေအဲ့မှာလဲစာနာထောက်ထားခြင်းတွေအများကြီးရှိတယ်အိမ်ဘေးနာကကလေးမလေးဆိုတာကိုယ့်လက်ပေါ်မှာကြီးလာတဲ့ကလေးငယ်တွေကိုပြောတာပါအဲ့တော့ကိုအလုံးကအချစ်ဆိုတာနဲ့ဒီသမီးစားကိစ္စကိုပဲပြေးမြင်နေကြလို့လေချစ်ချင်းမြတ်တာပုံစံမျိုးစုံရှိတယ်ကိုယ့်ကိုစာသင်ပေးတဲ့ဆရာမပေါ်မှာချစ်တဲ့အချစ်ဆိုလဲရှိတယ်စိတ်ဆိုငငယ်တုန်းကစိတ်ကိုစာသင်ပေးတဲ့ဆရာမအမြဲတမ်း၄တန်းကနေ၈တန်းထိစာသင်ပေးတဲ့ဆရာမရှိတယ်တနေ့ကျတော့သတင်းကျွတ်နေပြီညဘက်ရောက်တော့အဲ့လိုမျိုးမှောင်သွားပြီလမ်းထဲမှာမီးလေးတွေထွန်းထားတယ်အောက်တိုဘာလောက်ဆိုတော့လေလေးကလည်းမြောက်ပြန်လေးကလည်းအေးအေးလေးတိုက်နေတာကိုက၈တန်းဆရာမအထက်တန်းဆိုမတင်တော့ဘူးပေါ့နောက်နှစ်ဆိုဆရာမနဲ့မတင်ရတော့ဘူးเนาะဆရာမသူပြန်မဲတဲ့ဆိုပြီးတော့ဆရာမထပြန်သွားတယ်ဆရာမသားသမီးလည်းမရှိဘူးအဲ့တော့ဆရာမပြန်သွားတာဝရဏာကနေလှမ်းကြည့်ရခါမှာအဲ့သတင်းကျွတ်မီးလေးတွေကြားကနေပြီးတော့ဆရာမနောက်ကျောလေးကိုကြည့်ပြီးတော့ရင်ထဲမှာတော်ဝမ်းနေသွားရပေါ့เนาะဆရာမနဲ့ငါမတွေ့ရတော့ဘူး။အော်ဆရာမခုထိစာတွေသင်နေရတယ်ဆရာမတနာပါတယ်ဆိုပဲဒါဆိုရင်ဆရာပေါ်မှာဆရာသမားပေါ်မှာထားတဲ့ကိုယ့်ရဲ့ချစ်ချင်းမြတ်တာပေါ့နော်။အဲ့ဒါကပုံမှန်လူတယောက်ကရှိချင်မှရှိမယ်။အော်ဆရာမပြန်သွားပြီပေါ့။ဒါလိုပဲမြင်မယ်ဒါပေမဲ့စာပေတွေဖတ်ထားတဲ့သူကကြတော့ဒီဆရာမရဲ့ရုန်းကန်မှုဘယ်လိုရှိမလဲဆရာမရဲ့စေတနာဆရာမရဲ့မြတ်တာအဲ့ဒါတွေကိုသူတို့ကခံစားမိရယ်ဆရာမရဲ့ဘဝကိုစာနာမိသွားတယ်ပေါ့နော်အဲ့ဒီခါမှာဆိုရင်ဆိုပါဆိုဒီဆရာမကိုကပို့ပြီး view site မိတာမျိုးဒါမှမဟုတ်ဆရာမထိခိုက်စေမယ်စိတ်ထိခိုက်စေမယ်အပြုမှုစကားလုံးမျိုးတွေရှောင်ကျဉ်တာမျိုးတွေရှိသွားတာပေါ့နော်ဒါကစာပေကပေးတဲ့ဘယ်လိုပြောမလဲကိုချင်းစာတရားစာပေကပေးတဲ့လူသားဆန်မှုပေါ့နော်အဲ့ဒါကြောင့်မလို့အထူးသဖြင့်ရတစာပေကိုဖတ်ဖို့လိုအပ်တယ်အခုခေတ်မှာလူငယ်လူတွေပြောကြတဲ့အခုဖောက်ပြန်တဲ့ကိစ္စမျိုးတွေเนาะကြော်တာခွာတာတွေအဲ့ဒါတွေကကျတော့ဒီနှလုံးသားဆွမ်းရည်ပေါ့နှလုံးရည်အားနေတဲ့သူတွေရဲ့လောက်ရက်လို့စိတ်ရမြင်တယ်နောက်တစ်ခုကကိုယ့်ကိုချစ်တဲ့သူကိုယ့်ပေါ်မှာကောင်းတဲ့သူပေါ်မှာရရက်ဆက်ဆက်ပြုတ်ဒါရရက်ဆက်ဆက်ငင်းချမှုမရှိဘဲနဲ့ပေါ့နော်ခြေစုံနင်းပြီးထွက်သွားတယ်ဆိုတာဒီဒါနှလုံးရည်အားနေတဲ့သူတွေတို့သာရတစာပေတွေဖတ်ခဲ့မယ်ဝိထုတွေဖတ်ခဲ့မယ်ချစ်ချင်းမြတ်တာတွေတန်ရောစင်တွေပေးဆက်မှုတွေအကြောင်းကောင်းကောင်းနားလည်မယ်ဆိုရင်ဒီလိုဟာမျိုးကအတိုင်းအတာတစ်ခုထိ
ရော့နေဝါမယ်လို့စိတ်ရယုံကြည်တယ်။အဲကြောင့်မလို့စာပေသည်သူတစ်ဖြစ်ရသစေစာပေသည်စိတ်နှလုံးသားတွေနူးညံ့မှုကိုချင်းစာတရားတွေကြီးထွားဖို့ကိုကျင့်တရားတွေအားကောင်းမှုအတွက်ပင်မရှိတောင်းမြင့်ဖြစ်တယ်လို့ယုံကြည်တယ်။ဟုတ်။အဲ့တော့ခုနဒေါက်တာပြောရတဲ့အထဲမှာပါတယ်။စာရေးဆရာတွေကလူတယောက်ကိုသုံးသပ်တဲ့အခါမှာသူတို့စာအုပ်ထဲမှာဖွင့်နှွှဲတဲ့အခါမှာမျက်လုံးလေးရဘလို့မျက်ခုံးလေးရဘလို့သူတို့ရဲ့ character ဘလို့သူတို့ခံယူချက်ကဘလို့ပေါ့။အဲ့တော့ဒေါက်တာအပြင် lifestyle မှာအဲ့လိုလူတယောက်နဲ့တွေ့ပြီဆိုရင်အဲ့လိုမျိုးလိုက်ပြီးတော့စတွေ့ပြီဆိုတာနဲ့ဒီလူကြောင့်မျက်လုံးမျက်ခုံးသူ့ရဲ့နေပုံထိုင်ပုံ character အဲ့ဒါကို auto scan ဖတ်တဲ့အလေးအကျင့်ကပါပြီးသားဖြစ်သွားလားဒါမှမဟုတ်စာရေးတော့မယ်ဆိုမှလိုက်ပြီးတော့ဒီကိုယ့်ရဲ့ character နဲ့လိုက်တဲ့ဇာတ်ကောင်တွေကိုလိုက်ပြီးတော့ scan ဖတ်တာလားအဲ့လိုမဟုတ်ဘူးစိတ်ကကိုလူတယောက်ကိုတွေ့ရသဘောကျတယ်ဆိုရင် detail ကိုခါလဲ scan ဖတ်လိုက်မယ်စိတ်ကူးပြန်ပြီးတော့ကိုစိတ်ကူးရတာရှိရင်မရှိမယ်ပုံဖော်တာရှိရင်ရှိမယ်တချို့လူတွေရောကြတော့ကိုကရုပ်ရည်လေးကိုသဘောကျလို့ save ထားတာအခုခေတ်စကားနဲ့ပြောမယ် save ထားတနေ့ရမှပြန်အသုံးချလို့မြင်သာအောင်ဆိုရင်စိတ်ဘယ်လိုပြပြရမလဲဆိုရင်စိတ်ရည်တဲ့မှောင်မိုက်ချင်းအလွန်ဆိုတဲ့ဝတ္ထုထဲမှာဆိုင်းလောက်ခန်းဆိုတဲ့ character တယောက်ရှိရယ်ဆိုင်းလောက်ခန်းဆိုတဲ့ character အတွက်ရုပ်ရည်ကသူ့ရုပ်ရည်ကိုစိတ်အိတ်ဝတ္ထုထဲမှာဒီတေးတရုပ်ဖော်ထားအဲ့ရုပ်ရည်တိုင်းလူအပြင်မှာရှိရဗျဒါပေမဲ့အဲ့လူဒီအပြင်မှာဆိုင်းလောက်ခန်းလည်းမဟုတ်သလိုမူရရာဇာကြီးလည်းဟုတ်မနေဘူး तू ကမမဲရစိတ်နဲ့ကဒီမီဒီယာကိစ္စတွေနဲ့လုပ်မယ်မီဒီယာသတင်းဌာနတစ်ခုမှာအဲ့အကူနဲ့တည်ခဲ့တာပေါ့နော်တည်ရခါမှာသူ့ရုပ်ရည်အရန်ထူးကြတယ်သူ့စမြင်တဲ့အချိန်မှာတော်တော်ဘယ်လိုပြောမလဲသူ့ appearance ကိုသဘောကျတယ်ပေါ့နော်သူ့ရုပ်ရည်ကိုအဲ့တော့မှတ်ထားတယ်ဘယ်လိုမှတ်ထားလဲဆိုအိမ်ရောက်တော့ note ထဲမှာပကြီးတော့မဆွဲတော့သူ့ရုပ်ကိုပကြီးဆွဲထားတာအဲ့တော့မမဲရဆန်ဆောင်နှုတ်နိုင်လေးလားမသိဘူးရတာအဲ့နှုတ်နိုင်နဲ့သူ့ရုပ်ကိုဆွဲထားပြန်မှတ်ထားတာနောက်တစ်ခုဝတ္ထုစရေးမယ်စက်အိမ်တဲ့တော့ဒီကိုရုံးနေဆိုကွက်တီပဲဆိုပြီးတော့သူ့ Facebook မှာသူ့ဓာတ်ပုံပြန်သွားကြည့်ပြီးတော့အဲ့ပုံစံတိုင်း describe လုပ်ပြီးတော့သူ့အမ character သွင်းလိုက်တာသူ့ရဲ့ရုပ်ရည်ကိုပဲယူထားတာဒါပေမဲ့ character ကဝတ္ထုထဲမှာ character ကတခြား character တစ်ခုပေါ့အဲ့လိုပုံစံမျိုးပေါ့နော်ကိုသဘောကျတဲ့ရုပ်ရည်လေးရှိရင်အဲ့လိုမျိုးမှတ်ထားတာမျိုးရှိတယ်ပြီးတော့အဲ့မြစ်တို့လာရတူတော့အခါဝတ္ထုတွေကဆိုလဲထိုနည်း၎င်းမဲ့အဲ့ထက်ကဆိုင်းစစ်ခမ်းမိုးဆိုရဲဒီတရားပေါ့နော်ရှမ်းလူမျိုးမျိုးသားအဲ့မျိုးသားရဲ့ရုပ်ရည်ကိုကြတော့ကိုသဘောကျတာကြကင်းနူရီလေးမင်းသားကိုသဘောကျရဲဆိုအဲ့လိုပုံစံမျိုးကိုကပြန်ပြီးတော့အဲ့ထဲမှာတက်ရုပ်ပြန်ဖော်ထားတာမျိုးပေါ့ဟုတ်အဲ့တော့လူတယောက်ကိုအပြင် lifestyle မှာတကယ် judgment လုပ်မယ်ဒါမှမဟုတ်ရင်သုံးသက်ပဲပေါ့နော်ကိုယ့်ရဲ့ဒီ inner circle တွေကိုထည့်ဖို့အတွက်သုံးသက်တဲ့အခါမှာတာမန်လူထက်ကိုဒီစာရေးဆရာတွေကပို့ပြီးတော့သုံးသက်နိုင်လားရုပ်ရည်လားရုပ်ရည်တစ်ခုတည်းမဟုတ်သူ့ရဲ့ character သူ့ရဲ့ပြင်ဆင်အကုန်လုံးကိုဒီလူတယောက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုခြုံငုံသုံးသက်တဲ့အခါမှာတခြားလူတွေထက်ကိုတာမန်လူထက်ကိုပို့ပြီးတော့ခြုံငုံသုံးသက်နိုင်စွမ်းရှိတယ်လို့ပြောလို့ရလားခြုံငုံသုံးသက်နိုင်စွမ်းရှိရလို့တော့မသုံးချင်ပါဘူးဒါပေမဲ့တခြားလူတွေထက်ပို့ပြီးတော့တွေးတယ်ပေါ့နော်ရက်ထဲကလူတွေပြောလို့ဆိုတွေးလို့ overthinking ဖြစ်တယ်လို့တော့ပြောလိုက်မှာဟာအဲ့လောက်ထိတွေးစရာမလိုပါဘူးဟာဘလို့တောင်တွေးလိုက်တာလဲပေါ့ခါကျကိုတွေးပုံတွေးနေပြောတဲ့အခါမျိုးကြရင်ပေါ့နော်အဲ့လိုမျိုးထင်တယ်ပေါ့အဲ့တော့ကိုကလူတယောက်မြင်တာထက်ပို့ပြီး detail ကြမြင်တတ်တာမျိုးရှိရယ်ပြီးတော့လူတူချင်းအမြင်မတူကြတာမျိုးရှိတာပေါ့နော်အယောင်တရားတော့တစ်ခါကြတချို့ကလိမ္မော်ရောင်ပြောတဲ့သူရှိရယ်အနီရောင်ပြောတဲ့သူရှိရယ်ပန်းစီရောင်ပြောတဲ့သူရှိရယ်အဲ့လိုရှိတယ်လို့မျိုးပေါ့နော်အဲ့တော့မတူညီတဲ့ပုံမှန်လူကမမြင်တဲ့ different points of view ကနေတော့မြင်တာမျိုးတွေရှိတယ်လူတွေမြင်တယ်ဆိုရင် scope ထက်ပိုကျယ်ပြီးမြင်တာမျိုးလည်းရှိတယ်ဒါတခြားလူတွေမြင်တယ်လို့မမြင်တဲ့အခါမျိုးတွေလည်းရှိတာပေါ့ဒါပေမဲ့စာရေးဆရာဆိုရဲဒါပေမဲ့စာရေးဆရာတွေရဲ့အတွေ့အကြုံတော့ပုံမှန်လူတွေထက်တော့နည်းနည်းတော့ထူးခြားနေတာပဲပေါ့နော်ဒါရေးတဲ့စာအုပ်တွေထဲမှာဒီဇလန်းတွေထဲမှာကိုပိုင်ဒီအချစ်ဇလန်းတွေအတွေ့အကြုံတွေထည့်ပြီးတော့ရေးထားတယ်ရှိလားရှိတယ်ဆိုရင်ဘယ်စာအုပ်ထဲမှာပါလဲစိတ်ရေးခဲ့တဲ့စာအုပ်ထဲမှာကိုယ်တိုင်မကြုံမင်းနဲ့ရေးခဲ့တဲ့စာအုပ်တအုပ်မှမရှိဘူးအဲ့လိုပဲပြောရမှာပေါ့များသောအားဖြင့်ကစိတ်ကကိုကြုံတဲ့အဖြစ်အပျက်ကိုစိတ်ကူးရင်နဲ့ပေါင်းလိုက်တာများတယ်ပေါ့နော်ဥပမာမိုးမခလန်းတဲ့ဝိထုတွေကဘဝတွေဆိုရင်လူ9ယောက်ကဘဝကိုတစ်ယောက်လှုပ်လိုက်တာပေါ့နော်ဒါပေမဲ့အဲ့မိုးမခအလွန်ဝိထုဆိုရင်ခုနပြောခဲ့ပါတယ်အစိမ်းရဲ့ semi biography လို့ပြောလို့ရတယ်ဘဝတစ်စိတ်တစ်ပိုင်းပေါ့အဲ့လိုမျိုးဒေါက်တာကိုယ်တိုင်ကိုယ့်ရဲ့ကိုယ်ပိုင်အချစ်ဇလန်ကိုထည့်ပြီးရေးတာရှိတယ်ပေါ့ကိုယ်ပိုင်များသောအားဖြင့်ကကိုယ်ပိုင်အချစ်ဇလန်တော့အဲ့လိုမျိုးရေးတယ်ဆိုတာတဲ့ကိုယ့်ရဲ့ခံယူချက်တွေခံစားချက်တွေကိုရေးတာများတယ်လုံးချင်းအရှည်တွေကြတော့ဟိုမှာဘယ်လိုပြောရမလဲသူကလုံးချင်းဖြစ်တဲ့အတွက် character အများကြီးပါတာပေါ့နော်ဇက်ကောင်3 4 5ယောက်အများကြီးပေါ့နော်အဲ့လိုမျိုးပါတာဖြစ်တဲ့အတွက်လူမျိုးစုံ point မျိုးစုံပါအဲ့ထက်မှာကိုယ့်ရဲ့တစိမ့်တတိသားတစ်ခွက်လူပါတာမျိုးရှိတယ်ပြီးတဲ့အခါကျတော့စိတ်ကိုယ့်အကြောင်းခုနကမေးရဲ့ question ကိုပြောရမယ်ဆိုရင်ကိုယ့်အကြောင်းဓာတ်ရိုက်တဲ့ရေးတာဆိုတော့ဝတ္ထုတွေမှာဆိုတော့တဲ့ရေးတာမျိုးရှိတယ်သူတပြည့်လွမ်းတော်မူလို့
လက်တော့မှုဆိုတော့ဝတ္ထုတို့တွေစုထားတာစက်ကောင်းဆက်မြည်ဆိုတဲ့သူကအနောက်ပိုင်းမှာဝတ္ထုတို့တွေပါတယ်အဲ့ဒါတွေဆိုရင်နောက်မှာအဲ့အတူတွေကကိုဘွားမှာကြုံခဲ့တဲ့ဝိဖြစ်ရကိုတကယ်ကိုအဖွဲ့နဲ့ပြီးတဲ့ရေးထားတာအဲ့ဒါတွေကကြတော့လုံးချင်းတွေကကြတော့ပြန်ပြီးတော့စိတ်ကူးရင်နဲ့ပေါင်းတာရှိတယ်ခုနပြောလို့လူ3-4ယောက်နဲ့ကိုဟာနဲ့ပေါင်းပြီးတော့လူ1ယောက်လုံးလိုက်တာမျိုးတွေရှိတယ်ပေါ့အဲ့လိုမျိုးဒေါက်တာဆင်းက relationship ကြောင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်online မှာမျှဝေတာတွေလုပ်တယ်အဲ့ဒါတွေကဒီ relationship coach တယောက်အနေနဲ့လုပ်နေတာလားဒါမှမဟုတ်ရင်အလင်းသင်းလို့မျှဝေနေတာလားဒါမှမဟုတ် coach တယောက်အနေနဲ့ရောဟိုလုပ်ပါဆိုရင် coach တယောက်အနေနဲ့တကယ်ကိုအပြင်မှာကြံနေပေးပါအကူအညီတွေပေးပါဆိုရင်ရောပေးမှာလားစိတ်ကအမေးရှင်အဖြေရှိရမှာပေါ့ဆိုတဲ့ပုံစံမျိုးပေါ့နော်ကိုယ့်ကိုမေးလို့ဖြေတာပေါ့နော် relationship နဲ့ပတ်သက်ပြီးတော့ media တွေကကိုယ့်ကိုမြင်တဲ့ခါကျသူတို့မေးတာ哦မမေရစိတ် brand master ခန့်တဲ့ပွဲမှာဟို reporter တယောက်ကနေကောက်ပြီးတော့အခုခေတ်မှာဒီဖောက်ပြန်တာတွေကဒီလိုကားတွေရိုက်ကြတယ်အဲ့ပေါ်ဒေါက်တာဘလိုမြင်လဲဆိုပြီးတော့မှတ်မိရဲ့အဲ့ question ကိုသူကောက်ကိုမေးလိုက်တဲ့အချိန်မှာအခုဖြေလိုက်တယ်အဲ့နောက်ဘန်စပြီးကိုယ့်ကိုမြင်တိုင်းသူတို့တွေက relationship ကြောင်းမေးတယ်အိမ်အောင်ရေးကြောင်းမေးတယ်အချစ်ကြောင်းမေးတယ်ပေါ့နော်ဘယ်လိုဖြစ်လဲဆိုတော့ဟိုလိုပြောမလဲနေ့ကိုကတခါမှဘလုံးမကန်ဘူးပဲနဲ့ဘယ်တော့ကန်မှညီမလိုကန်ပါအဲ့လိုပြောနေသလိုမျိုးဖြစ်နေတာပေါ့နော်အဲ့တော့ဘယ်တော့မှစိတ် relationship ကိုမလို့မခံယူလုံးမှလည်းမဟုတ်လုံးဖို့စိတ်ကူးလည်းမရှိဘူးပေါ့နော်ဘာလို့ဆိုအချစ်က theory လွယ်သလား practical ခက်တဲ့ဘာသာရပ်ပါအဲ့ဒါအများတန်းစိတ်ပြောတယ်အဲ့တော့ဘယ်လိုလုပ်လိုက်ပါဘယ်လိုဆက်ဆံလိုက်ပါဘယ်လို move on လိုက်လေဘယ်လိုဆက်ဆံလိုက်လေလို့ပြောရတာလွယ်တယ်တကယ်လိုက်နာကျင့်သုံးတဲ့နေရာမှာတော့ခက်ပါတယ်အဲ့တော့ဟို interview တွေဘာတွေမှာစိတ်ကကိုယ်ပိုင်ကိုယ့်ရဲ့ခံယူချက်ကိုယ့်ရဲ့ခံစားချက်ကိုပြောပြတာပဲရှိရပါအဲ့လိုမျိုးကိုယ့်ရဲ့ own contact အနေနဲ့တော့မလုပ်ဘူးပေါ့နော်လုပ်လို့မရှိဘူးဒါပေမဲ့လုပ်ဖို့တော့အများကြီးတော်တော်များတိုက်တွန်းကြတယ် relationship ဟိုလုပ်ပါလားအဲ့နဲ့ပတ်သက်တဲ့ဟာတွေလုပ်ပါလားဆိုကိုယ့်ဘောက်ကိုတော့ခဏထိတော့မရိုက်ဘူးသေးဘူးတခြား media တွေက invite လုပ်လို့ဒီအကြောင်းလေးပြောပေးပါအောင်ဘာညာဆိုရင်တော့ပြောပြလိုက်တယ်ပေါ့အဲ့တော့အဲ့ဆိုရင်ဒေါက်တာဆင် relationship နဲ့ပတ်သက်လို့ကျွမ်းကျင်တဲ့လူတစ်ယောက်အနေနဲ့နော်ကျွမ်းကျင်သူတစ်ယောက်အနေနဲ့အကြံပေးတဲ့သူတစ်ယောက်အနေနဲ့ဘယ်လို criteria တွေပြည့်စုံမှ relationship တစ်ခုတည်းကိုဝင်ဖို့တင့်တယ်လို့မြင်လဲတကယ်တော့ချစ်ချင်းမြတ်တာ relationship ကပေါ့လေဘလောက်ပဲစီကံတွေ rules တွေသတ်မှတ်ထားတကယ်ကြုံလာပြီဆိုရင်အဲ့ဒါအားလုံးမေ့အချင်းမှမျက်စိမရှိဘူးဆိုတာအမှန်တယ်ဘယ်လိုဖြစ်မှကိုယ့်ဘောကောင်းမှလို့အဲ့ဒါတွေလည်းမျိုးကိုယ့်ဘောမကောင်းလဲအချစ်နဲ့တွေ့ရတဲ့အခါမျိုးကြာရင်အဲ့ဒါတွေအကုန်လုံးမေ့သွားတာပဲချစ်သွားတာပဲဆိုတော့အချစ်ကိုပေတန်တဲ့အတိုင်းနေရပြီဘာညာအဲ့လိုမျိုးတွေကိုယ့်ရဲ့ criteria တွေပြန်သုံးသပ်နေရပြီဆိုရင်အဲ့ဒါကဘယ်လိုပြောမလဲunconditional love မဟုတ်တော့ဘူးပေါ့နော်စိတ်တို့ကရွေးချယ်မှုတစ်ခုဖြစ်သွားရွေးချယ်မှုပေါ့ရွေးချယ်မှုဒီတယောက်ကတော့ငါ့ဘောမကောင်းဘူးဒီတယောက်ကတော့ဘာဖြစ်လို့ညာဖြစ်လို့အဲ့လိုမျိုးကြီးပေါ့အရန်တွက်နေရဆိုတာစီးပွားတွက်လို့ပုံစံမျိုးဖြစ်နေတာပေါ့နော်အတွက်ချက်တွေပါလာရင်တော့ချစ်ချင်းမြတ်တာကတော့အားနေဝါမှာတော့ထုံးစံပဲဒေါက်တာစိန်ကိုနိုင်ကောတကယ်ကိုအချစ်နဲ့ကိုကနေပြီးတော့တကယ်ကိုနှစ်ကချစ်ရတဲ့လူနဲ့တွေ့ဘူးလားတွေ့ဘူးတယ်ဆိုရင်ကဘာကြီးကဘာတွေပြောင်းလဲပါလဲကဘာပေါ်မှာအချစ်တက်ဆုံးလူသားတွေကစာရေးဆရာကြီးပဲသူတို့တော့ချစ်တတ်တာမရှိဘူးပေါ့နော်အဲ့တော့စာရေးဆရာကြီးကပြဆရာကြီးသူတို့ဖန်တီးတဲ့အမှုပညာလုပ်တဲ့သူတွေကပုံမှန်လူတွေထက်ပိုးချစ်တတ်ကြရလို့ဆိုရင်ထင်တယ်ပေါ့နော်ကိုဆိုလဲမိတ်ဆွေပေါင်းတင်တွေကအရန်ချစ်တတ်တယ်အင်မတန်မှချစ်တတ်တယ်လို့သူတို့ကပြောလို့ရှိကြတယ်အဲ့တော့ချစ်ဘူးလားလို့မေးရင်ချစ်ဘူးပါတယ်ချစ်ဘူးတာပေါ့ဒီလူတယောက်ကိုတကယ်နှစ်ကချစ်သွားပြီးတဲ့နောက်မှာကိုယ့်ရဲ့ကဘာဘာတွေပြောင်းလဲသွားလဲခုနမေးကိုအချစ်ကပေါ့ဘယ်လိုပြောမလဲလူဘဝကိုမြင့်တက်စေတာလဲကို့အမြင့်ဆုံးထိဆွဲခေါ်သွားတာလဲချစ်ချင်းမြတ်တာပဲအောက်ဆုံးထိဆွဲချသွားလဲချစ်ချင်းမြတ်တာပဲဘဝမှာကို့အမြင့်ဆုံးထိဆွဲတင်သွားတဲ့ချစ်ချင်းမြတ်တာလဲတွေ့ခဲ့ဘူးလို့အောက်ဆုံးထိဆွဲချသွားတဲ့ချစ်ချင်းမြတ်တာနဲ့လဲကြုံခဲ့ဘူးလေအဲ့တော့ခုနမိတဲ့မိကွန်းပြောရမယ်ဆိုရင်အချစ်ကဘလို့ကဘာကြီးဘလို့နင်းဖြစ်သွားလဲဆိုတော့အချစ်ကြောင့်ကိုကတကယ်ကိုဘယ်လိုပြောမလဲမိုးကောင်းခင်ပြိုကျရင်တော့မကြောက်ဘူးအဲ့လောက်ထိစိတ်လုံခြုံမှုပေးခဲ့တဲ့ချစ်ချင်းမြတ်တာမျိုးကိုလည်းရခဲ့ဘူးတလို့ဟိုတရွက်လေးကျွင်အောင်မှကဘာကြီးပြက်ပြီလားဆိုပြီးတော့မယုံမကြည်စိတ်တွေမလုံမချုံနဲ့ထိတ်လန့်ခဲ့ရတဲ့အချစ်မျိုးလဲကြုံခဲ့ရဘူးလေ relationship တစ်ခုမှာသစ္စာနဲ့မေတ္တာဘယ်ဟာပိုအရေးကြီးလဲမေတ္တာဆိုတာရှိရင်သစ္စာအလိုလိုပါလာတယ်ကိုမေတ္တာရှိတဲ့သူပေါ်ကိုမေတ္တာရှိတဲ့အရာပေါ်မထိခိုက်စေချင်တာဟိုမလို့ပြောမလဲမနာကျင်စေချင်တာအဲ့ဒါတွေပါလာတဲ့ခါကျကိုချင်းစာတရားတွေပါလာမယ်အဲ့ဒီအခါမျိုးကြရင်မပြောင်းလဲတဲ့သစ္စာတရားဆိုတာအလိုလိုပါလာတယ်ဘာလို့လဲဆိုအမြဲတမ်းသူ့ကိုကောင်းစေခြင်းနဲ့အမြဲတမ်းစိတ်ချမ်းသာစေခြင်းနဲ့
မြေအဲ့လိုမပြောင်းမလဲကောင်းစေခြင်းနဲ့မပြောင်းမလဲရှိစေခြင်းတဲ့နေရာမှာသစ္စာဆိုတာမပြောင်းလဲတဲ့တရားပေါ့နော်အဲ့လိုမျိုးကပ်ပြီးပါလာတာအဲ့တော့မေတ္တာတရားဒီအခြေခံကြပါတယ်သစ္စာတွေမမြဲခြင်းဒီမေတ္တာတွေမစစ်မှန်လို့ပဲယူဆရမှာပေါ့ relationship မှာဖူးစာဆိုတာရောယုံလားအဲ့ဖူးစာဆိုတာကလူတွေပေါ့နော်အိမ်အောင်ပြုတ်ကြတယ်ဆိုတာလေသူတို့ရွေးယူတယ်လို့မြင်လားအဲ့ဒါဒီဖူးစာပါလို့တော့ခံယူလားအဲ့တော့ပြောရခက်တယ်နော်တခါတလေကြာရင်တော့တမတို့တအိမ်နဲ့တလန်းနဲ့နေပြီးတော့လုံးဝမတွေ့ဘူးနော်လုံးဝမျက်နှာချင်းဆိုင်လည်းမစုံတယောက်နဲ့တောက်လည်းမတိကြဘူးဒါပေမဲ့အချိန်တစ်ခုပေါ့ right time တစ်ခုရောက်လာတဲ့အခါမျိုးကြတော့မှခင်ဝါမင်ဝါရဲ့ချစ်ဝါရဲ့အဲ့လိုမျိုးတွေလည်းရှိတယ်နော်အဝေးကြီးနေပြီးတော့ဟိုတွေ့ပြီးနေ့တိုင်းနေတွေ့ပြီးတော့အရင်ရင်းနှီးချစ်ခင်သွားရရှိသလိုဘေးချင်းကတ်နေပြီးတော့မခေါ်မပြောမတွေ့ဖြစ်တော့ဘူးဆိုတော့ဒါမျိုးဟာကြတော့ဖူးစာနဲ့သွားပြီးတော့ခေါင်းစဉ်နဲ့သွားညှိမယ်လို့ထင်တာပေါ့နော်ဟိုသူ့အချိန်ရောက်တယ်သူ့ရဲ့စုံမှုအကြောင်းပါလာတယ်ရေစက်ပါလာတဲ့ခါမျိုးကြတော့ဘလို့ပဲခွဲဘလို့အကြောင်းတရားတွေပဲဖြစ်စုံကြရတာပဲဒါပေမဲ့ကံမပါဘူးဖူးစာမပါဘူးဆိုရင်မိဘတွေပေးစားတယ်ဆိုရင်တော့မှနော်ကွဲကြပြဲကြမပေါင်းပြကြရမျိုးရှိတယ်ဆိုတော့ပြောရတော့ခက်ပါတယ်နောက်တစ်ဖက်ကကြည့်ဖို့ကြတော့လေကံဆိုတာကအလုပ်ပေါ့ effort ပေါ့နော်ကိုယ့်ဘက်ကအားစိုက်ထုတ်ခြင်းမရှိဘဲနဲ့လောလောကူကူလဲလျှော့လိုက်တာကိုဖူးစာမပါလို့ကွဲတယ်လို့တစိမ့်တက်လို့လည်းမရပြန်ဘူးတကယ်ချစ်တယ်တကယ်အဆင်ပြေခြင်းနဲ့တကယ်လိုချင်တယ်ဆိုရင်အဆင်ပြေအောင်နှီးမျိုးစုံစူးစမ်းကြမှာပဲလူတွေကကိုလိုချင်တဲ့အရာအတွက်စူးစမ်းအထောက်ကြဆိုပါစို့အလုံးရှုပ်လို့အလုံးများလို့ဖုန်းမဆက်ဘူးဆိုတဲ့စကားပေါ်မှာစိတ်ကလုံးဝအယုံကြည်မရှိဘူးကိုရန်ချစ်တဲ့သူကိုရန်တတိရတဲ့သူကိုတကယ်လိုချင်တဲ့အရာကိုဆိုရင်စိတ်ကအားစိုက်ထုတ်မှာပဲဆိုပါစို့ကွာဘလာခန်းထဲမှာပိတ်မိနေတဲ့သူတွေတောင်မှအကျဉ်းချနေတဲ့သူမှထောင်ဖောက်ပြေးတယ်ဆိုရဖြစ်ရတည်ရှိလေဘာလို့ထောင်ဖောက်ပြေးရလဲဒီဟာကြီးကလုံးဝအလုံးတောက်ခတ်ထားပြီးသားဘာလို့ဖောက်ပြေးလဲအရန်ကိုလွတ်မြောက်ချင်စိတ်ပြင်းထန်လို့ဖောက်ပြေးတာလေအခုကထောင်ဖောက်ပြေးရဲ့ကိစ္စမှမဟုတ်တာကိုချစ်တဲ့သူနဲ့နီးစပ်ဖို့ကြိုးစားတာကိုချစ်တဲ့သူကိုဖုန်းဆက်ဖို့ကြိုးစားကိုချစ်သူနဲ့တွေ့ဖို့ဆက်သွယ်ရဖို့ကြိုးစားတာထောင်ဖောက်တဲ့လောက်မခက်ခဲနေတဲ့အရာမဟုတ်ဘူးအဲ့တော့သူ့ရဲ့ဒီလူနဲ့နီးစပ်ချင်စိတ်ဒီလူနဲ့စကားပြောချင်စိတ်ဒီလူနဲ့အဆင်ပြေချင်စိတ်ကအဲ့လောက်ထိမပြင်းထန်လို့ဖုန်းမဆက်တာအဲ့လောက်ထိမပြင်းထန်လို့အဆင်ပြေဖို့မကြိုးစားတာလို့ပဲစိတ်ကရုပ်နေအဲ့လိုခါမျိုးမှာကျတော့ဖူးစာဆိုတဲ့စကားထက်ကိုယ့်ရဲ့စိတ်ဆန္ဒပေါ့နော်စိတ်ဆန္ဒမပြင်းပြတဲ့အတွက် effort လို့ခေါ်တဲ့အားစိုက်ထုတ်မှုကပါမလာဘူးဒါကြောင့်ဝေးကွာကြတယ်ဒါကြောင့်အဆင်မပြေကြလူတွေအိမ်အောင်ပြုတ်ကြတယ်ဆိုတာကရွေချက်မျိုးစုံရှိတယ်တချို့ရွေချက်မျိုးစုံဆိုတဲ့နေရာမှာခံယူချက်မျိုးစုံပေါ့အတိုင်းဝိုင်းမတူအခြေအနေသူတို့နေရာထိုင်နေတဲ့နေရာဒေသအပေါ်မူတည်ပြီးတော့လည်းအိမ်အောင်ပြုတ်တဲ့အကြောင်းရင်းတွေရွေချက်တွေမတူသူတို့အသက်အရွယ်ကြောင့်လည်းအိမ်အောင်ပြုတ်တဲ့ရွေချက်တွေမတူသူတို့ရဲ့ဒီပညာရည်ချင်း level ကြောင့်လည်းအိမ်အောင်ပြုတ်တဲ့ရွေချက်တွေမတူတကယ် general ကိုဒေါက်တာအနေနဲ့ဘယ်လိုအိမ်အောင်ပြုတ်တယ်ဆိုတာဘာရွေချက်နဲ့ပြုတ်တယ်လို့ခံယူလဲလူတွေကတယောက်ကိုတယောက်မခွဲနိုင်ကြတဲ့အခါအိမ်အောင်ပြုတ်တယ်လို့စာရေးဆရာတယောက်အနေနဲ့တော့ခံစားရတယ်။ချို့တွေကကြာဘဝလုံခြုံမှုအတွက်ပေါ့နော်။ချို့တွေကကြာတော့လည်းအတွက်အချက်တွေနဲ့ဟိုချို့ကြာတော့လည်းရွက်တိုက်ပြီးတော့မျိုးစုံပေါ့နော်ရှိရအောင်နော်။ကိုကကြာတော့ညနေအိမ်ပြန်ချိန်လေးမှတောင်ဒီလူနဲ့မခွဲချင်တော့တဲ့အခါငါတို့အမြဲတမ်းတူတူရှိကြရင်ကောင်းမယ်လေဆိုတဲ့စိတ်မျိုးနဲ့အိမ်အောင်ပြုတ်ချင်တယ်။အဲ့လောက်ထိချစ်ချင်းမြတ်တာအမြဲတမ်းအတူရှိချင်တယ်ကိုနည်းနည်းအိယာနိုးထားတဲ့အချိန်မှာပထမဆုံးမြင်ချင်တာဒီသူ့မျက်နှာဖြစ်ပြီးတော့ညမဲ့အိတ်ခင်ကိုမြင်ချင်တာလဲသူ့မျက်နှာလေးဖြစ်တယ်အဲ့လိုခံစားချက်မျိုးလေးဖြစ်ပြီးဆိုရင်တော့အိမ်တော်ပြရတာအဓိပ္ပာယ်ရှိလို့ထင်တယ်အချစ်ဆိုတာသူ့အလိုဖြစ်တည်လာတဲ့အရာလားပြုစုပြိုးထောင်ရတဲ့အရာလားချစ်ဆိုတာသူ့ဘာသူအလိုဖြစ်တည်လာတဲ့အရာပဲဘာလို့ဆိုလုံးယူလို့တကယ်မရအောင်ဘာလို့လဲဆိုတော့ဘလောက်ပဲချောဘလောက်ပဲမိုင်ကိုငါသူ့ကိုချစ်ပါတယ်ဆိုပြီးတော့လုံနေတာပဲဘယ်အခါမှသိတာလဲဆိုတော့ဝေးကွာသွားတဲ့အခါမျိုးပေါ့နော်ကိုနာမှာ तू မရှိတော့တဲ့အခါမျိုးကြရင်ကိုချစ်တဲ့သူဆိုရင်တကယ်ကိုသိတတ်တာနာကျင်မှုခံစားရတယ်အဲ့လိုမဟုတ်ဘဲနဲ့ just physical appearance ကိုသဘောကျလို့သူ့ရဲ့အရေးချင်းတစ်ခုသဘောကျလို့ဆိုရင်တော့ကွာဝေးသွားတဲ့အချိန်မှာတော့နည်းနည်းပါတော့တမျိုးတော့ဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့အမြန်ဆုံးပြန်ပြီးတော့ settle ဖြစ်တယ်အဲ့လိုမျိုး banning တွေပါတယ်ဖြစ်မနေဘူးပေါ့နော်အဲ့တော့ပြောချင်တာကရုပ်ချောလို့ချမ်းသာလို့အောင်နာမည်ကြီးလို့ဆိုပြီးတော့ဟိုအဲ့ဒါကိုကျမတို့ကအချစ်လို့ခေါင်းစဉ်တက်လို့မရဘူးအဲ့ဒါတကယ်အချစ်မဟုတ်ဘူးအချစ်ကကိုချင်းစာတရားတွေပါတယ်အချစ်ကငဲ့ညာမှုတွေပါတယ်အချစ်ကမဝေးကွာလိုခြင်းတွေပါတယ်အရေးကြီးဆုံးအချက်အချစ်ကအားစိုက်ထုတ်ခြင်းတွေပါတယ်ခုနပြောလို့ပေါ့နီးစပ်ဖို့လို့အဆင်ပြေဖို့အားစိုက်ထုတ်မှုမရှိဘူးဟိုချစ်ချင်းမြတ်တာမရှိဘူးဆိုရင်ဒီတောင်းခက်ခဲပြဿနာတွေအဆင်မပြေရလေးဖြစ်ပြီးဆိုရင်
break လောက်ကြမယ်လမ်းခွဲကြမယ်ဆိုရင်လွယ်အဆုံးသတ်နိုင်နေပြီဆိုရင်ဒါချစ်ချင်းမြတ်တာမပါဘူးဆိုတာသိတာတယ်ဘလောက်ပဲရုပ်ချောချောဘလောက်ပဲချမ်းသာဒါချစ်ချင်းမြတ်တာမပါဘူးဆိုတာသိတာအဲအကြောင်းမလို့ချစ်ချင်းမြတ်တာပါပြီးဟေ့ဆိုရင်တောင်းအောင်လောကဒန်တွေကဒီ relationship ကိုမတိုက်ခိုက်နိုင်ဘူးမဝင်နိုင်ဘူးပေါ့အချစ်ကကော်နဲ့တူတယ်ပစ္စည်းနှစ်ခုလူနှစ်ယောက်ကိုနီးကက်စေတဲ့ပူးကက်စေတဲ့အရာတစ်ခုပေါ့နော်အဲ့ဒါကလည်းဖန်တီးလို့မရပါဘူးဒါဆိုရင်တစ်ဖက်ကစပြီးတော့ချစ်တယ်တစ်ဖက်ကအဲ့လောက်ထိမချစ်သေးဘူးဆိုရင်အဲ့တစ်ဖက်ကချစ်ချင်းမြတ်တာကိုရယူဖို့အတွက်တစ်ဖက်ကချစ်ချင်းမြတ်တာဖြစ်ပေါ်လာဖို့ဖြစ်တည်လာဖို့အတွက်ဖန်တီးလို့ရလားအဲ့ဒါတော့တယောက်စိတ်နေသဘောထားဖို့လည်းမှုတည်သေးရပေါ့နော်တွေ့လွယ်တဲ့သူပေါ့အဲ့လိုလူမျိုးကကြတော့ဟိုချစ်ချင်းမြတ်တာအမှအစာပိုင်းကတော့မချစ်ဘူးနောက်ပိုင်းမှာကျတော့အနေနီးစက်မှုကနေတန်ဝင်းစင်ဖြစ်လာတယ်တန်ဝင်းစင်ကနေပြီးတော့မြင်ပန်များတွေ့ပန်များလာတဲ့အခါမှာအချစ်ဘက်ကိုပြောင်းသွားတာမျိုးရှိတယ်တချို့ကြတော့လည်းဘယ်လိုပြောမလဲतू ကငါ့ဘောချစ်ပါလားဆိုတော့ဘယ်လိုပြောမလဲကိုချင်းစာစိတ်လေးပေါ့နော်စာနာစိတ်လေးကျင်နာစိတ်လေးစိတ်ထားနှူးညံ့တဲ့သူတွေကအဲ့လိုပြန်ငဲကြည့်တတ်တယ်အဲ့လိုခါမျိုးကြရင်ချစ်ချင်းမြတ်တာဆိုတာဖြစ်တယ်ရှိတယ်တချို့ကျတော့အတ္တသမားတွေပေါ့အတ္တကြီးရဲ့သူကကြတစ်ဖက်ကဘလောက်ပဲချစ်ချင်းမြတ်တာတွေပေးတစ်ဖက်ကဟိုဘလောက်ပဲဂယူးဆိုင်ပေးပြန်ပြီးတော့ reflection ပေါ့ပြန်ပြီးတော့တုံ့ပြန်တာမျိုးမလာဘူးပြန်မချစ်လာဘူးပေါ့နော်အဲ့တော့အချစ်ကကြတော့ဆိုပါဆိုကျမတို့ကြောက်တုံးတုံးကနေသွေးညှစ်လို့မရဘူးအဲ့တော့ကိုကသွေးသွားညှစ်နေတာကြောက်တုံးစီကဖြစ်နေရင်တော့ဘာချစ်မှရမှာမဟုတ်ဘူးအဲ့တော့လူပေါ်လဲမှုတည်သေးတယ်ကိုသူကကောင်းကောင်းမချစ်တတ်ဘူးမချစ်တတ်ဘဲနဲ့ကိုဘဝကိုလှလှပပမတိဆောက်ဖဲနဲ့တိဆောက်ခြင်းတဲ့စိတ်မရှိဘဲနဲ့သူများကိုချစ်တတ်ဖို့ဆိုတာဖြစ်နိုင်လားချစ်တတ်ဖို့ဆိုတာချစ်တတ်ဖို့တကယ်တော့ကိုမချစ်တတ်ဘဲနဲ့သူများကိုချစ်ရင်တော့အနိုင်ကျင့်တာခံရလိမ့်မယ်။ပိုကြတာခံရလိမ့်မယ်အဲ့ဒါအရေးကြီးဆုံးပဲ။ဘာလို့ဆိုလူတွေကဘလောက်ပဲကိုချစ်ပါတယ်ပဲပြောကွာကိုကအရန်သူ့ပေါ်မှာအရန်ကောင်းပေးတယ်အရန်တိခန့်ပေးရဆိုရင်ပြန်တိတက်လာတာမျိုးမရှိဘူးရောက်တက်လာတာပဲရှိတယ်။အဲ့တော့ဟိုပြောရရင်ဘဝမှာလူတွေကိုတောက်ကြီးမဆိုင်မှတော့ကကြမှာလုံးဝအဖက်မလုံးမှလုံးဝတောက်ကြီးမဆိုင်မှလူတွေကအဲ့လိုလူမျိုးမှတဲတဲလောက်ကြအဲ့လိုလူမျိုးကြမှတံမိုးထားကြတယ်တကယ်ချစ်ပေးကောင်းပေးတဲ့သူကြတော့လူသဘောတဘာဝရောက်တက်လာသူကငါ့ဆိုရပါတယ်ဆိုတဲ့စိတ်မျိုးဖြစ်တယ်ပေါ့နော်အဲ့တော့တောက်ကြီးမဆိုင်ဘူးဆိုတဲ့နေရာမှာဟိုဘယ်လိုပြောရမလဲသဘောတရားကတော့ငါသူ့ကိုကောင်းပေးလိုက်ရင်ငါထိခိုက်ရမယ်ဘာလို့ငါကောင်းပေးလိုက်ရင်ငါ့ကိုသူကအနိုင်ကျင့်လိမ့်မယ်ငါထိခိုက်အောင်သူလုပ်လိမ့်မယ်ငါထိခိုက်ခြင်းကိုထိခိုက်လေသူ့ကိုမစွန့်ခါပါဘူးဆိုတာ तू သိရတဲ့ဒါကိုထပ်ခါလှုပ်လိုက်မယ်အဲ့တော့ကို self protective ပေါ့ကိုကာကွယ်တဲ့အနေနဲ့တောက်ကျူးမဆိုင်ပဲနေပြလိုက်တာအဲ့လိုနေပြလိုက်တဲ့အခါမျိုးကြတော့မှဟိုလူကကိုကိုပြန်ပြီးတော့ဟိုပြန်ချစ်တာမျိုးပြန်ပြီးတော့ဂယူးဆိုင်တာမျိုးလာတာပေါ့နော်အဲ့တော့ကိုချစ်မှကိုကာကွယ်မှလည်းဒီ relationship တခုက balance ပဲမှာကိုကကြီးပဲချစ်ပေးနေဒီဘယ်လိုပြောမလဲချိန်ဝင်လို့ပဲတစ်ဖက်ဆောင်းနေမှာချစ်ချင်းမြတ်တာတစ်ဖက်မှာလေးနေပဲတစ်ဖက်ကပေါ့နေဘယ်လိုမှhealthy မဖြစ်ဘူးအဲဆို relationship မှာ self love ကအရန်ရေးကြည့်ရလို့အရန်ရေးကြည့်တာပေါ့စိတ်လို့ဆိုလဲအခုတည်းဒီ self love ကိုတင်လေ့လာနေတယ်ဟုတ်မယ်ကိုချစ်တအောင်စူးစမ်းနေရတော့မယ်ပေါ့နော်အရင်ဒေါက်တာတခြား interview တွေမှာဖြေပူတာ relationship တွေကဒါကြောင့်ကွဲတယ်ဒီလိုချက်တွေကြောင့်ကွဲတယ်ဒီလိုချက်တွေကြောင့်မမြဲရဘူးအဲ့တော့ကျွန်တော်သိချင်တာက relationship တွေမြဲရခြင်းအကြောင်းရင်းကဘာကြောင့်မြဲတာလဲမြဲရခြင်းကြောင့်အဲ့တော့ဗမာမှုမှာတော့ဗမာတွေကကြတော့ဒီတန်ရောစင်တွေပေါ့နော်တန်ရောစင်တွေကိုငှဲ့ကြည့်ရပါတန်ရောစင်ကြာလာခဲ့ပြီပဲဆိုပြီးတော့ဗောနော်အဲ့ဒါကြီးရှိရပြီနောက်တစ်ခါကျတော့တယောက်နဲ့တယောက်ဘယ်လိုပြောမလဲငဲ့ညာမှုတွေငဲ့ညာတာတွေဗောထောက်ထားစရာတွေရှိရသူမိဘမျက်နှာသူမျက်နှာကိုမျက်နှာပြီးရခါကျတော့သူထိခိုက်သွားမှာမယ်ဆိုရယ်စာနာစိတ်လေးဗောအဲ့ဒါကြီးကြောင့်မြဲတယ်လို့တော့စိတ်ကတော့ထင်တယ်ဗောနော်ဒါစိတ်ရဲ့ကိုယ့်ရဲ့ personal ခံစားချက်ဗောကိုယ့်ရဲ့ right person ဟုတ်မဟုတ်ဘယ်လိုဆိုရင်သိနိုင်မလဲပြောတော့ခက်တယ်ဗျကိုဘယ်လိုပြောမလဲကိုကဒီ relationship မှာright person ဆိုတာတဲ့ healthy relationship ဟုတ်မဟုတ်ပေါ့နော်အဲ့ဒါကိုပြောရတာလွယ်မယ်လို့ထင်တယ်ဒီ relationship မှာကိုကနေရတာ emotionally safe ဖြစ်လာပေါ့စိတ်လုံခြုံမှုရှိလာပေါ့နောက်တစ်ခုကကျတော့ကိုယ့်ရဲ့ personal development ဖြစ်လာပေါ့ဘာတိုးတက်မှုရှိလဲဒီနေ့ကိုကရုပ်ပိုင်းဆိုင်ရာလားဒါမှမဟုတ်ဘူးဆိုလဲကိုယ့်ရဲ့ career education တစ်ခုမှတစ်ခုတိုးတက်နေရမယ်ပြီးနောက်တစ်ခုကစိတ်လုံခြုံမှုရှိအဲ့နှစ်ချက်ရှိတယ်ဆိုရင်ဒါ healthy ဖြစ်တယ်ဒီနှစ်ခုကိုပေးနိုင်တဲ့သူကright person လို့ပြောဖို့ကြတော့ခက်တယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့လိုကောင်းနေရဲ့နဲ့အဆင်ပြေနေရဲ့နဲ့ဝေးသွားတဲ့သူတွေလည်းအများကြီးရှိတာပဲလေနော်။အဲ့လိုမျိုးဆိုတော့ right person ကတော့ပြောရခက်ပါတယ်။ဘာလို့လဲဆိုတော့ဗုဒ္ဓဘာသာအရပြောမယ်ဆိုရင်ရေစက်တွေကြောင့်စုံရတာပေါ့နော်။တစ်လုံးရှိဖို့အတွက်ရေစက်ကမလုံလောက်ရင်လည်းကောင်းရက်နဲ့ဥမာသူ့ရဲ့တက်တန်းက
နှစ်ပဲပါလာတာလားသူ့ရဲ့သက်တမ်းကနှစ်30ပါလာတာလားအဲ့ပေါ်မူတည်ပြီးတော့အဲ့နှစ်30သက်တမ်းရှိရဲ့ product ရဲ့ quality ကကောင်းခြင်းလည်းကောင်းမယ်စိုးခြင်းလည်းစိုးမယ်အဲ့ဒါတော့ပြောရခက်တယ်အဲ့တော့ healthy relationship ဟုတ်လားမဟုတ်လားဆိုတာတော့ပို့ပြီးပြောရတာလွယ်မယ်လို့ထင်တယ်ဒေါက်တာစိန်ကိုချစ်ဖို့အတွက်အမျိုးသားတယောက်မှာဘာတွေရှိဖို့လိုရမလဲချစ်ဖို့အတွက်ဒေါက်တာစိန်ကိုချစ်ဖို့အတွက်ကိုချင်းစာတရားရှိဖို့လိုပဲသူကစိတ်ကိုစာနာမှစိတ်ထိခိုင်အောင်မလုပ်ပါလေဟိုစာနာစိတ်ရှိဖို့လိုတယ်ပြီးရခါကျရင်ကိုချင်းတရားကောင်းဖို့လိုတယ်အဲ့ဒါအရေးကြီးဆုံးပဲဒေါက်တာစိန်အခုချိန်ထိ still single ဖြစ်နေရတဲ့အကြောင်းရင်းကိုသိချင်တယ်အဲ့ဒါက still single ဖြစ်နေတာခုနပြောလို့ဆိုရင်ကိုယ့်ရဲ့ဘယ်လိုပြောမလဲကိုယ့်အုံနောက်ကပူကြီးသွားလို့လား right person မတွေ့ရပဲလားအုံနောက်ကပူကြီးသွားလို့ဖြစ်နိုင်မလားmaybe ပေါ့နော်ဟိုလူတွေကတော့ပြောကိုကဆိုင်ဟိုမိတ်ဆွေတယောက်ပြောဘူးရဲ့စကားရှိတယ်စိန်စမ်းဖြူကတဲ့သူကတက္ကသိုလ်ဖုန်းနိုင်တဲ့ဂျူးနဲ့ပေါင်းထားတာသူလိုချင်တဲ့သူဒီဘက်ခင်မှာမရှိတော့တွေ့ဖို့ခက်တယ်ပေါ့နော်ကိုကကြောက်ဒီချစ်ချင်းမြတ်တာရဲ့ကိုကျင့်တရားရဲ့အတမိုးထားတာပေါ့အဲ့တော့ချစ်ချင်းမြတ်တာရဲ့နောက်မှာခုနပြောလို့ကိုချစ်တဲ့သူမြတ်တာရှိတဲ့သူပေါ်မှာစာနာစိတ်ပါလာမယ်စာနာစိတ်ရှိတယ်ဆိုရင်ကိုကျင့်တရားတွေကမဖောက်ဖြစ်တော့ဘူးချစ်ချင်းမြတ်တာရှိတဲ့အတွက်အားစိတ်ထုတ်မှုဆိုတာရှိလာမယ်အဲ့တော့အားစိတ်ထုတ်မှုတွေချုပ်ရင်းနေတဲ့အခါမျိုးကိုကျင်တရားတွေချုပ်ရင်းနေတဲ့အခါမျိုးမှာဆိုစိတ်ရချစ်ချင်းမြတ်တာကိုတန်တရားဖြစ်လာတယ်အဲ့ခါမျိုးကျတော့ကိုနဲ့ long term အဆင်မပြေဖြစ်လာကြတာပေါ့နော်အဲ့တော့တစ်ဖက်ကကြည့်တော့ကြပြန်တော့လေလူတွေကကိုယ့်ဘက်ကဒီလိုမြင်ပေမဲ့ဟိုဘက်ကတစ်ဖက်ကအမြင်ကြတော့လေတမျိုးဖြစ်ရင်ဖြစ်နေတတ်တာပေါ့စိတ်ဟိုတနေ့ကစာလေးတစ်ခုဖတ်လိုက်ရတာမှတော်တော်ဘယ်လိုပြောမလဲrealize ဖြစ်သွားတာပေါ့နော်ကိုပေးတိုင်းလဲလူတွေကတချို့လူတွေကရကြတာမဟုတ်ဆိုပါစို့စိတ်ရေးထားတဲ့စာလေးရှိရင်နောက်ဆုံး article လေးဖတ်ကြည့်ပါသူကပရိတ်တွေရွတ်တယ်လေပထန်းတွေပြိတ်တွေရွတ်တယ်ဆိုတော့ကောင်းလားမကောင်းလားကောင်းတာပေါ့ကောင်းတယ်ပေါ့နော်အခုစိတ်ကပရိတ်ရွတ်တယ်ပထန်းရွတ်တာကိုမောင်လေးကကြားတယ်ဆိုရင်အော်ကောင်းတယ်တာဓုလို့ခေါ်မောင်လေးကုသိုလ်ရတယ်အဲ့တော့စိတ်ကကောင်းပါစေဆိုပြီးကောင်းစီလို့တဲ့စိတ်နဲ့ပရိတ်တွေရွတ်နေတယ်ဒါပေမဲ့ကိုရွတ်ပေးနေတယ်သူကတရေဖြစ်နေတယ်ပိတ်တာဖြစ်နေတဲ့ခါကျ तू ကဖူလောင်နေရအောင်အဲ့လိုပုံစံမျိုးကိုကတော့ကောင်းပါစေဆိုပြီးတော့ပိတ်ရရွတ်တာပဲကိုရွတ်တာလည်းကောင်းတဲ့ဖာကိုရွတ်တယ်ကိုရဲ့စိတ်စေနာလည်းကောင်းတယ်ဒါပေမဲ့နာတဲ့ तू ကပိတ်တာဖြစ်နေတော့ကုသိုလ်မရပဲဒုက္ခတွေပွားသွားတာပေါ့ထုံနည်း၎င်းပဲပေါ့နော်အဲ့တော့စိတ်ထင်တာကတော့ချစ်ချင်းမြတ်တာတွေ relationship တွေမှာအဲ့လိုမျိုးဖြစ်နေပုံရပါတယ်ကိုကဟိုခုနပြောသလိုပေါ့နော်ပရလောကသားတွေကိုပရိတ်တွေပထန်းတွေသွားယူပေးမိတဲ့အခါမျိုးကြတော့ခမညာပူလောင်ရရှာတယ်ပေါ့အဲ့လိုမျိုးတွေဖြစ်ကြတယ်ပေါ့နော်စချစ်ဖို့ကလွယ်တယ်ဆက်ချစ်ဖို့ခက်တယ်ဆိုဆက်ချစ်ဖို့အတွက်ဘာတွေလုပ်လဲဟုတ်တယ်စချစ်ဖို့ကလွယ်လူတိုင်းစချစ်ဖို့ဘာလို့ဆိုအစပိုင်းမှာအားလုံးကကောင်းကြတာဦးเนาะဆက်ချစ်ဖို့ကြတော့ဘာတွေလိုပါလဲဆိုတော့ဖြည့်တွေးနိုင်တဲ့စိတ်လိုပါပေါ့ဘာလို့လဲဆိုတော့ရေရှည်သွားတဲ့အခါမှာသူ့ရဲ့လူတစ်ယောက်ကမကောင်းတာတွေအားနည်းချက်တွေမြင်လာတယ်အဲ့လိုမြင်လာတဲ့အခါမျိုးမှာစိတ်ကကောင်းတာနဲ့မကောင်းတာမဆိုအော်မကောင်းတဲ့အခိုက်တဲ့နဲ့ကြုံတဲ့ခါမျိုးကြတော့ तू ကဘယ်တော့ငါ့ဘောဘလို့ကောင်းမေးခဲ့ပါလားဘယ်တော့ကတော့ငါ့ဘက်မှာဘလို့ရက်တီခဲ့ပါလားဆိုပဲကောင်းတဲ့ဘက်ကပြန်ပြီးဖြည့်တွေးတဲ့စိတ်လေးရှိမှဒီမကောင်းတာလေးကိုဖာထေးပြီးတော့သွားလို့ရမှာအဲ့လိုဖြည့်တွေးရဲ့စိတ်မရှိဘဲနဲ့လူကြိုက်10ခါလိုက်မကြိုက်တခါရှိခဲ့ခါမူကြီးစွာရန်သူဆွဲမဲ့ယူဤဆိုတော့တလုံး10ခါလောက်ကောင်းလာတယ်17ခါမြောက်လေးမှာမကောင်းတာဖြစ်တဲ့ခါကျအဲ့10ခါလောင်းကကောင်းခဲ့တာအကုန်လုံးမေ့ဒီမင်းကငါဘလို့ဖြစ်တယ်ဘလို့ဆက်ဆံနေဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ကွဲပြက်ရက်စဲသွားကြတယ်အဲ့တော့အရေးကြီးတာကောင်းခဲ့ဘူးတာလေးတို့ပြန်ပြီးတွေးပြီးတော့ဖြည့်တွေးပေးဖို့ကအရေးကြီးရလို့စိတ်ကတော့ထင်တယ် relationship တွေတော်တော်များများပြက်ဆဲပြီဆိုဘယ်တော့မှဘယ်တော့ကတော့ငါ့ကိုခွင့်လွှတ်ခဲ့တယ်ဘယ်တော့တော့ဘလို့တီးခံခဲ့ဘလို့ကူးဆိုင်ပေးခဲ့တယ်အဲ့ဒါတွေကိုသူတို့ပြန်မပြောဘူးနေဘယ်တော့ငါ့ကိုဘလို့ပြောတာလေဘလို့လောက်သွားတာလေအဲ့ဒါတွေပဲပြန်ပြီးထောက်ပြောကြတယ်ကောင်းတာတွေကိုသူတို့ကမေ့ကုန်ကြတာပေါ့နော်အဲ့တော့ကောင်းတာတွေကိုမမေ့ဖို့အရေးကြီးပါတယ်အဲ့တော့ဒေါက်တာစိန်ကအခုချိန်မှာအုံနောက်ကိုဦးစားပေးတဲ့လူဖြစ်နေပြီလားနှလုံးသားကိုဦးစားပေးတဲ့လူလားခုတည်းထိအုံနောက်ကိုဦးစားပေးရသူမဟုတ်သေးဘူးအဲဆိုကိုကစာရေးဆရာကိုအမှုပညာသမားကိုဖြစ်တဲ့အတွက်ကိုကဒီနှလုံးသားစိတ်ခံစားချက်ကိုပဲဦးစားပေးရကိုတကယ်မျက်နှိုးမှကိုတကယ်ပျော်ရွှင်မှကိုကလှုပ်တယ်အလုပ်ဆိုလဲထုံနေလကောင်မယ်စိတ် UK မှာမိဘတွေရောအတိုင်းဝိုင်းရောရှိစေချင်တယ် GMC register ဆရာဝန်လည်းဖြစ်တယ် full license လည်းရထားတယ်ဒါပေမဲ့မပြောဘူးစိတ်နှလုံးသားကဒီစာရေးတာနဲ့မြန်မာနိုင်ငံမှာဟောတာပြောတာအဲ့ဒါအရင်မျက်နှိုးတယ်အရင်တန်မိုးထားတယ်အဲ့ဒါကြောင့်မလို့ဟိုလူနေမှုစင်တန်းမြင့်နေဆိုတဲ့နိုင်ငံဘဝအာမခံချက်ရှိရဆိုတဲ့ UK နိုင်ငံကဆရာဝန်ဆိုတဲ့ဘဝကိုစိတ်ကြောခိုင်းပြီးတော့မြန်မာနိုင်ငံကတာမန်စာရေးဆရာလေးဘဝမှာစိတ်ရက်တည်နေတာစိတ်ဒီနှလုံးသားကိုဦးစားပေးရသူမို့လို့ပါဒေါက်တာစိတ်မှာအသေးကွဲရင်ပျောက်တယ်ဆိုတဲ့ဆေးရှိလားအသေးကွဲရင်ပျောက်တယ်ဆိုတဲ့ဆေးကစိတ်အတွက်ဆိုရင်တော့ဟိုဘာသာတရားပေါ့နော်ဘာသာတရားဆိုလို့ဘယ်လိုပြောရမလဲကိုကိုထိခိုက်နာကြအောင်လုပ်ရတဲ့သူ
အေးချမ်းပါစေဆိုပြီးတော့မြစ်တာပို့ပေးတာစိတ်တွေနံပါတ်1အရေးကြီးဆုံးစီနံပါတ်2ဆေးရကြတော့သူပေးခဲ့တဲ့ဒဏ်ရာတွေကစာဖက်ပြိတ္တတဲ့အလှပဆုံးစာပေဖြစ်ရမယ်ဆိုတဲ့ဟာနံပါတ်2ဆေးနံပါတ်3ဆေးရကြတော့ကိုထိခိုက်နာကြအောင်လုပ်သွားတဲ့သူကနှမျောတတဖြစ်နေရမယ်အဲ့အတွက်ငါ့ကိုငါအကောင်းဆုံးတိဆောက်မယ်ဆိုဆေးပေါ့ဒီဆေး3မျိုးကတော့ဒီအသေးခွဲခြင်းတိုင်းမှာovercome လုပ်နိုင်ခဲ့တဲ့ဆေးပေါ့အဲ့တော့အသေးခွဲခြင်းတိုင်းမှာပြောရဲဆိုခဏတော့အသေးခွဲနေပုံလို့ရပါတယ် relationship တစ်ခုမှာလေချစ်တယ် journey တစ်ခုကိုအတူတူသွားတယ်ချစ်ချင်းမြတ်တာတွေတိဆောက်တယ်ကျွန်တော်မြင်တာတော့အလှပဆုံးအချိန်ကဘယ်အချိန်လဲဆိုတော့ I choose you ဆိုတဲ့အချိန် I choose you ဆိုတဲ့ moment ကအရန်လာတယ်ဆိုတော့အဲ့ဒီ moment ကိုရောက်ဖို့အတွက်ဘယ်လောက်တောင် patient ဖြစ်ဖို့လိုလဲဘယ်လောက်တောင်ဘာတွေ ready ဖြစ်နေဖို့လိုလဲ I choose you ဆိုတာကနောက်ဆုံးလက်တွဲသွားတဲ့အဆင့်ကိုပြောတာ yes နောက်ဆုံးနင့်ကလက်တွဲမယ်လက်ထပ်သွားတယ်ဆိုရင်လက်ထပ်သွားတဲ့အဆင့်ဆိုတာက will you marry me ပေါ့ နှစ်ယောက်စလုံးက I choose you ဟိုဘက်ကလည်း I choose you ဆိုပထမတော့ဒီဘက်ခင်မှာလေ့လာနေစေပဲဒါပေမဲ့လေ့လာနေစေကာလကနေ relationship စပြီးတော့တိဆောက်တယ်ဒီဘက်ခင်တကယ်relationship တိဆောက်တဲ့လူတော်များများကသူ့လေ့လာကိုလေ့လာဆိုတဲ့အချိန်ပေါ့အဲ့ဒီအခြေအနေမျိုးကနေကိုဘဝတစ်ခုလုံးပုံအပ်ရဲတယ်ဆိုတော့ဘဝပေးရဲတယ်သူ့ဘက်ကလည်းကိုပေးရဲတယ်ကိုဘက်ကလည်းသူ့ပေးရဲပြီဆိုတဲ့အချိန် I choose you ဆိုတဲ့အချိန်အဲ့ဒီအချိန်လေးကအဲ့ဒါစကားလုံးတွေလည်းမပါဘူး moment လေးတစ်ခုအဲ့ဒီ moment လေးတစ်ခုဖြစ်တည်လာဖို့အတွက်ကြားထဲမှာဘလို့ဂျာနီမျိုးတွေဘလို့တိဆောက်တင်တယ်လို့ထင်တယ်အဲ့ moment ကိုခုထိမရောက်သေးဘူးဆိုတော့ဘလို့ဖြစ်ရမလဲတော့မသိဘူးပေါ့နော်ကိုအတွက်ဆိုရင်ရောဘလို့ပြောမလဲအခက်ခဲပြဿနာတွေမှောင်မိုက်ခြင်းတွေအများကြီးကြော်လွန်ပြီးွားတဲ့အချိန်မှာဒီကိုလက်ကိုစုပ်ကင်မှုရွေးချယ်ခဲ့တဲ့အချိန်ကအလှပဆုံးလို့ထင်တာပေါ့နော်ဘာလို့လဲဆိုတော့ I choose you ဆိုပြီးလက်ထပ်သွားခြင်းဟာဘဝပန်းတိုင်ချစ်ချင်းတရားမြတ်တာရဲ့ပန်းတိုင်ဟုတ်ချင်မှာဟုတ်မယ်ပေါ့အဲ့နောက်မှာဆက်ရှောက်ရမယ့်အချိန်ကြီးရှိအောင်ပါပဲလက်ထပ်ပြီးွားတော့မှမှောင်မိုက်တဲ့အချိန်ကြီးဒုက္ခရောက်တဲ့အချိန်ကြီးရှိအောင်ပါပဲအလက်မထက်တကယ်ခင်အချိန်မှာလည်းဒီကိုရီနှစ်ယောက်ပေါ့နော် relation နှစ်ယောက်ဝေးဖို့ကွဲပြဲဖို့အကြောင်းရင်းတွေ challenge တွေ pressure တွေမျိုးစုံကြုံပါပဲဖောက်ပြန်ခြင်းမျိုးစုံစိတ်ဆဲခြင်းမျိုးစုံနားလည်မှုလွဲတာတွေညှိနှိုင်းမြတာအများကြီးကြုံနေမယ်အဲ့လိုအချိန်ပေါင်းများစွာကြုံပြီးတဲ့အချိန်မှာမှငါတို့မဝေးဖို့ဆက်ပြီးရွေးချယ်တဲ့အချိန်ကအလှပဆုံးလို့အစိမ်းကတော့ထင်တယ်လောကကြီးကလည်းချစ်ချင်းမြတ်တာအဲ့ဒီနဲ့ပဲစမ်းသက်နေကြမယ်မှာပေါ့နော်ဖောက်ပြန်မှုအခွင့်အရေးတွေမျိုးစုံကြုံမယ်နောက်တစ်ခုကရန်ဖြစ်ဖို့တယောက်ကိုတယောက်စိတ်ဆိုးဖို့မုန်းတီးနာကြီးဖို့အကြောင်းတွေမျိုးစုံကြုံမယ်ဒါပေမဲ့အဲ့ဒါတွေကြုံပြီးတာတောင်မှငါတို့ပြန်ပြင်ဆင်ကြမယ်ပေါ့အမှားတွေကိုပြန်ပြင်ဆင်ကြမယ်ငါတို့ပြန်ကြိုးစားကြမယ်ဆိုတော့စိတ်ကိုရွေးမလားငါ give up လုပ်လိုက်တော့မယ်ဆိုတဲ့စိတ်ကိုရွေးမလားပေါ့အဲ့မှာ fix လုပ်မယ်ပြန်ပြင်မယ်ဘယ်လိုပြောမလဲပြက်စင်ပြင်ခဏလေးเนาะဟိုခဏပြင်နေရလို့လက်လို့ဆုံးရှုံးလိုက်မယ်ဆိုရင်စိတ်တို့အခုတည်းဒီအမှောင်ထဲမှာနေနေရအောင်ပါပဲ Edison ကဒီမီးလုံးကိုအချိန်ပေါင်းများစွာအမှားပေါင်းများစွာရှုံးနေခြင်းပေါင်းထောင်နဲ့ချီတောင်းနဲ့ချီပြီးတော့မှဒီမီးလင်းအောင်ရခဲ့တယ်လို့ချစ်ချင်းမြတ်တာမှာလဲလွဲချေမှုတွေပြဿနာတွေအခက်ခဲတွေအများကြီးကြုံပြီးတဲ့အချိန်မှာစိတ်တို့အလင်းရောင်တစ်ခုမတွေ့နိုင်ဘူးလို့ဘယ်သူကပြောနိုင်မှာလဲအဲ့တော့စိတ်ကတော့ relationship တွေချစ်ချင်းမြတ်တာတွေမှာ I choose you ဆိုရဲ့အနေထားတနည်းအားဖြင့်အလင်းရောင်လေးရောက်တဲ့အနေထားအထိ give up မလုပ်ဖို့ဆန္ဒရှိပါတယ်ကြံပေးခြင်းတယ်